Namo Tassa Bhagavato Arahato Samma Sambuddhassa. Namo Tassa Bhagavato Arahato Samma Sambuddhassa. Namo Tassa Bhagavato Arahato Samma Sambuddhassa. ကဲတရားတော်ဓမ္မတို့အားလုံးမင်္ဂလာပါဆရာတို့ဒီနေ့လည်းပဲဒီတာ surface ပေါ့နော်တာ surface နဲ့ပတ်သက်ပြီးတော့ပြောစားနေနောက်ထပ်အများကြီးထပ်ထွက်လာလို့နော်ထပ်တာလို့ဆိုတာကပြီးခဲ့တဲ့ရက်ကဆရာတို့နိစိန်နောဆိုတဲ့ပုဂ္ဂလေးပေါ့နော်နိစိန်နောဆိုတဲ့ပုဂ္ဂလေးယုတ်ကြီးပုံလေးကတော့ပြောခဲ့ပြီးသွားရောတယ်နော်စရတကူစီရပြောင်းနေဆိုတဲ့ဥစ္စာလေးအဲ့ဒီ grammatical rule ကိုဆရာကနောက်မှသွားပြီး arrange လုပ်ထားတယ်အဲဒါကြောင့်ဒီကနေ့ဒီဟာလေးပြန်အဲ့ဒီပြီးခဲ့တဲ့ဗာလဲဘိဒါဒီရောအိနာအနာဤနာဝါတဆဖစ်ရဲ့ဆရာတို့တပစ္စည်းရဲ့ပေါ့တပစ္စည်းရဲ့ဒီအိနာအနာဤနာရောင်းတဲ့အောက်မှာဇာတ်ထပ်ထည့်ပေးထားတယ်နော်ပြီးတဲ့က arrange လုပ်တာနည်းနည်းလေး arrange လုပ်တာနေရာမှားတော့လို့ပေါ့နော်အဲအဲ့ဆိုတော့အဲ့ဒါလေးကိုဇာတ်တို့ဒီနေရာလေးမှာပြီးခဲ့တဲ့ grammatical rule ရဲ့အောက်မှာဇာတ်တို့ဆက်ပြီးတော့ပြောမယ်ဆိုတော့မနေ့ကဒီစရတကိုစီရပြောင်းတာတော့တခါတို့တော့အားလုံးဒါသိခဲ့ပြီးပြီခုနေ့ကလည်းဇာတ်တို့ဒါနိစိန်နောဆိုတဲ့ပုံကလေးကိုပြောတော့စရတကိုစီရပြောင်းတယ်ဆိုတာအဲ့ဒါလေးကပြောခဲ့ပြီးသားဖြစ်တဲ့အတွက်ဒါကြီးတော့မထူပေမဲ့ grammatical rule ကဒီဟာလေးရှိတယ်ဆိုတဲ့ဥစ္စာမျိုးဇာတ်တို့ဒါဒီကနေ့ဒါ traditional နည်းမှာပေါ့ဒီ grammatical rule လေးရှိတယ်လို့ဒါတခါတို့ဒီမှာတော့ဒါသိရအောင်လို့နော်သူကစရဒစီတတ်တယ်နော်စရတတခုလေးအတွက်ပဲဇာတ်တို့ဒီ grammatical rule ကို apply လုပ်ရမယ်စရကိုစီဒပြောင်းတဲ့နေရာမှာဇာတ်တို့ဒီမှာဆိုလို့ရှိရင်သူကဘာပြောတာလဲဆိုရင်စပတ္ထဌာနေဆိုပြောဒါလေးပါတယ်နော်စပတ္ထဌာနေလို့ပြောတာဒီစရကိုစီဒပြောင်းတာဒီအမြဲတမ်းရှိနေမှာအမြဲတမ်းရှိနေမှာဆိုတော့ဘယ်နေရာဒီမှာလဲဆိုရင်ဘတ်ဖောင်နေအာခယာတနော်ဘတ်ဖောင်နေမှာလဲတွေ့ရလိမ့်မယ်ပြီးလို့ရှိရင်အခုပတီစီပဲဖောင်လို့နောင်ဖောင်လို့အဲ့ဒီပုံစံတွေမှာပေါ့နော်အဲ့ဒီပုံစံတွေမှာဆိုရင်စရကိုစီဒပြောင်းတဲ့ example တွေတခါရွတ်တော့တွေ့ရလိမ့်မယ်ဘာကြောင့်လဲဆိုတော့စပတဌာနေလို့သူကပြောတာစပတဌာနေဆိုတော့နေရာတိုင်းမှာပေါ့ in all place when all we body and ပัจจัย follow when all we body and ပัจจัย follow လို့ပြောတဲ့အတွက်အာခယာတမှာလည်းပဲဒီ grammar ကိုတခါတို့တော့ apply လုပ်ရမယ်ဟုတ်ပြီနော်ပစ္စည်းတွေနှောင်းတဲ့နေရာဆိုတော့ဒီကိတ်ပုတ်တွေပေါ့ကိတ်နံတွေအဲ့ဒီပုံစံတွေမှာဆိုရင်လည်းပဲစရတက်ကိုစီရပြောင်းတဲ့ဥစ္စာလေးတခါတို့တော့တွေ့ရနိုင်မယ်အဲဆိုတော့နိစိန်နောဆိုတဲ့ဥစ္စာတွေကပြီးခဲ့တဲ့ရက်ကပြောပြီးသွားပြီဟုတ်တယ်နော်ပြီးခဲ့တဲ့ရက်ကပြောပြီးသွားပြီဆိုတော့ဇာတ်တို့ဒီဥစ္စာတွေကိုထပ်မပြောတော့ဘူးဗာလေးနဲ့လောက်ရမှာလေစရကိုစီရပြောင်းတာလေးပဲဟုတ်ပြီနော်နောက်နိစီတတိဘတ်ဖောင်ပေါ့ဘတ်ဖောင်မှာဆိုရင်နိစီတတိဆိုတဲ့ exam လေးဒါတခါတို့ဒီမှာတို့ဒါဒီပါဠိမ easy မှာဆိုရင်ဒါအစောပိုင်း chapter တွေမှာเนาะ chapter 1တို့ chapter 2တို့မှာပါခဲ့တဲ့ exam တွေနိစီတတိဟုတ်တယ်နော်နိ preface စဒကိုဘာပြောင်းမလဲစီဒပြောင်းမယ်အဲ့ဒီတော့လည်းပဲပါဠိမ easy မှာတော့လည်းပဲဒီပုံစံမျိုးလေးသင်ခဲ့ရပြီးသွားဟုတ်တယ်နော်စဒကိုဘာပြောင်းမှာလဲစီဒပြောင်းမှာအဲ့ဒါလေးကစဒတို့ traditional နည်းမှာလည်းပဲဒီပုံစံလေးဆိုတော့ဒါပါဠိမ easy နဲ့ဒါ grammatical rule လေးဒီလိုပုံစံရှိတယ်ဆိုတာဒါကတော့ဒီမှာဒါမြင်သွားပြီဟုတ်တယ်နော်စဒကိုစီဒပြောင်းပြီးတော့နိစီတတိဆိုတဲ့ example လေးတွေးလိုက်မယ်ရမယ်နော်ဒါကတော့အာခယာတအတွက်ပေါ့နိစိန်တော့ဆိုတော့ကိတ်ပိုင်းအတွက်ပေါ့ရမယ်နော်โอเคကဲအဲဆိုတော့ဒီ grammatical rule ကအများကြီးပြောစရာမလိုဘူးအဲဆိုတော့ဒီကနေ့ဗာဆက်သွားကြမလဲဆိုတော့ပြီးခဲ့တဲ့ရက်ကတော့ဆရာတို့တပစ္စည်းကိုနှစ်တပြောင်းတာဟုတ်တယ်နော်တပစ္စည်းကိုနှစ်တပြောင်းတာလေ့လာခဲ့ပြီးသွားပြီနောက်တစ်ခုကကြတော့ဆရာတို့တ surface ပေါ့နော်တ surface ကနောက်ဘာရှိသေးလဲဘာရှိသေးအောင်မလဲဆိုတော့ပြီးတဲ့ဒီပက်ပတီစီဘကိုဆရာတို့ introduce လုပ်ခဲ့တော့ကြတော့အတီတေတတဝန်တုတာဝီဟုတ်တယ်နော်အတီတေတတဝန်တုတာဝီအတိတ်ကာလဆိုတော့ past ပေါ့ဟုတ်တယ်နော်အတိတ်ကာလမှာ past မှာဆိုလို့ရှိရင်တဝန်တုတာဝီတွေတက်တယ်လို့ဆရာတို့ပြောခဲ့ပြီးသားတယ်နော်ပြီးလို့ရှိရင်ဘာဝကံတွေစုတဘောနဲ့ကံအနက်မှာဆရာတို့တ surface ပေါ့နော်တပစ္စည်းအသုံးပြုတယ်လို့ပြောခဲ့ပြီးသွားပြီဟုတ်တယ်နော်အဲ့ဒါအပြင်ဗာလေးထပ်ထွက်လာမလဲဆိုရင်ဘုရားကမ္မဒိဋ္ဌိကတရီဒီ grammatical လေးပို့လာမယ်အမှန်တကယ်ကအမှန်ဒီ grammatical ကိုဇာလေးကအစားပိုင်းတော့စဉ်းစားထားတာကဒီ grammatical rule ဒီဇာတို့ဒီမှာဆိုရင်စဘကာလေးလို့ပါတယ်စဘကာလေးလို့ပြောတဲ့အတွက် present future past အားလုံးနဲ့ဆိုင်တယ်ဒီဥစ္စာလေးအနေနော်စဘကာလေးလို့ပြောတဲ့အတွက်ဇာလေးက now chapter မှာပြောမယ်ဆိုပြီးတော့ now chapter ထဲမှာဇာလေးက arrange လုပ်ထားတာနော်ဘာလို့လဲဆိုတော့ဆရာတို့ဒီကိတ်ပိုင်းမှာဆိုရင်တီဂါလိက surface တွေရှေ့တော့ဆရာတို့ဒီပြောခဲ့တဲ့ထင်ပါလေ
ကိច្ច surface ကိတ surface ကိုခွဲတော့ဟုတ်တယ်နော်ကိច្ច surface ကိတ surface တွေခွဲတော့ဇာတုတို့ဒီမှာဒီလိုလေးခွဲခဲ့တယ်ဟုတ်တယ်နော်အဲ့ဒီမှာတေဂာလိကပကြယဆိုပြီးတော့ဇာတုတို့ဒီမှာပြောခဲ့တယ်ဟုတ်တယ်နော်တေဂာလိကပကြယဆိုပြီးတော့ပြောခဲ့တာရှိသေးတယ်အဲ့တေဂာလိကပကြယထဲမှာအမှန်တ surface ပါပါတယ်ဇာတုဒီမှာမပါဘူးထင်တယ်လားနာအာနဝတုအာဝီဝိရမနီမနဲ့တ surface ပါမယ်ပေါ့နော်တ surface ဒီမှာဘာလို့မထည့်တာလဲဆိုရင် app participle နဲ့ရိုးတော်မှာဆိုလို့မထည့်တာဖြစ်လိမ့်မယ်နော်အဲဆိုတော့ဒီနောက်ပိုင်းလေးမှာစနေထည့်ပေးထားလိုက်မယ်ပေါ့နော်တ surface သူဒီကိစ္စယနာရဲ့ဇာတ်တို့ဒီ grammatical rule တွေကို arrange လုပ်ထားတဲ့ဥစ္စာတွေကနည်းနည်းလေး complicated ဖြစ်တယ်အဲ့ဒီတည်းမှာဇာတ်တွေကဆွဲထုတ်ဒီလူရတွေအဲ့လိုပုံစံမျိုးနဲ့အဲ့လိုဇာတ်တွေက arrange ပြန်လုပ်ထားတာဆိုတော့အဲ့မှာဒီဒီဂါလိက surface တွေကိုထည့်မယ်ဆိုပြီးတော့ကြတော့ဒီကနေ့ပြောမဲ့ဒီဘုဒ္ဓဂမ္မထေရီကတ္တရိတ surface ရဲ့ကာလာသုံးပါးမှာကာလာသုံးပါးဆိုတော့ဒီဂါလိကပေါ့နော်ကာလာသုံးပါးမှာတက်တယ်ဆိုတော့ဒီ grammatical rule ကိုစာတဲ့နောက် chapter မှာသွားပြီး arrange လုပ်ထားတယ်ပေါ့နော်အဲဆိုတော့ဒီကနေ့ပြန်စဉ်းစားတော့ta surface နဲ့ဆိုင်ရာဆိုတော့ကြတော့ကာလာသုံးပါးဖြစ်စေ past ပဲဖြစ်စေဒီမှာပဲပြောလိုက်တာကောင်းပါလေဆိုရင်ဒီကနေ့ပြန်ပြီး arrange လုပ်ထားတာအဲဆိုတော့ဒီ grammatical rule တွေထပ်လာတယ်ပေါ့နော်။ဒါဆိုတော့ဗုဒ္ဓဂမ္မဒိဋ္ဌိကတ္တရိဒါလေးကိုစာတို့ဒီလေးလာကြမယ်။ဗုဒ္ဓဂမ္မဒိဋ္ဌိကတ္တရိကဲဒီဂရမတကယ်တော့ဗာပြောတာလဲဆိုတပကြောဆိုတဆက်ဖြစ်ဆိုတာသိပြီဟုတ်ပြီနော်။ဘဝန်တယ်ဒီမှာဆိုလို့ရှိရင်စာတို့ဒီမှာဗုဒ္ဓဂမ္မဒိဋ္ဌိဗုဒ္ဓဂမ္မတိအတ္ထိတဒဋ္ဌိဆိုလို့ဆိုတဲ့ဖွင့်ပြထားတယ်နော်။ point the meaning ဒီမှာဆိုရင်ဗုဒ္ဓရဲ့ဓာတ်နဲ့ကတခါရောဒီမှာအားလုံးသိပြီးစားနိုးရင်ဆိုတဲ့အနက်ဟုတ်တယ်နော် point the meaning of knowing going etc is to be understood ဆိုတာကဒီမှာဆိုလို့ရှိရင်တဒဋ္ဌိကမြယမာနေဒါလေးကပြောပါတယ်နော်အဲဆိုတော့ဒီဥစ္စာလေးကိုဘာသာဒီ translation ကိုစာလေးမပြောခင်ဒါလေးကိုအရင်ဆုံးဖတ်ပြပေးမယ်ဗုဒ္ဓကမှုအေជីဝမာဒီဟိဓာတုဟိဟုတ်ပြီနော်တရထေဂမြမာနေဂမြမာနေပေါ့နော်ဂမြမာနေဆိုတော့တိအပ်တိရှိတော့မြန်မာလိုဆိုရင်ဂမြမာနေတိအပ်တိရှိတော့တရထေဘာတွေကိုတိအပ်တာလဲဆိုရင်တရထေထိုဓာတ်တွေရဲ့အနက်ကိုထိုဓာတ်တွေရဲ့အနက်ကိုဆိုတာဘယ်ဓာတ်တွေလဲဆိုရင်ဘုဒ္ဓဂမှုအိជីဝမာတိဟိဓာတုဟိဒီဘုဒ္ဓတို့ဂမှုဓာတ်အစရှိတဲ့ဓာတ်တွေရဲ့အနက်ကိုတိအပ်တိရှိတော့အဲ့ဒါကိုပြောချင်တာဟုတ်ပြီနော်အဲ့ဒါဆိုတော့ကြတော့ဒီမှာဆိုရင်တဒတ်တွေကမြမာနေထိုဓာတ်တို့ရဲ့အနက်ကိုကမြမာနေတည့်ရသည်ရှိတော့ပေါ့အဲ့ဆိုတော့ when the meaning of knowing going etc is to be understood အဲ့ဒီ knowing တို့ going တို့အစရှိတဲ့ဓာတ်တွေရဲ့အနက်ကိုဟုတ်ပြီနော်ဓာတ်တွေအနက်ကိုတည့်ရသည်သိဖို့ရအတွက်တည့်ရသည်ရှိတော့ပေါ့နော်ဒါလည်းဆိုရင်ရတော့နော် that ပတ်ကြရော the service that is applying ဘယ်မှာလဲဆိုရင် category in the other boys ဟုတ်ပြီနော် in the other boys ဘယ်ကာလတွေမှာလဲဆိုရင်စဘကလေးဆိုတော့ in all times ပေါ့ in all times ဆိုတာက at all tenses ဒီ present future past tense သုံးမျိုးရတာဟုတ်ပြီနော် present future in all tense ဆိုတော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်present ပေါ့နော် present future past သုံးမျိုးလုံးရဟုတ်ပြီနော်စဘကလေးဆို at all time ဒါမှမဟုတ်ရင် at all tenses ဆိုတာကဆိုတော့ present future past ဆိုရဲ tense သုံးမျိုးလုံးကိုပြောပါတယ်နော်ဒီအဲ့ဆိုတော့ဘယ်ဓာတ်တွေရဲ့နောက်မှာလဲဆိုရင် after စဘတာဒီမှာဘုဒ္ဓဂမှုအေជីဝမာတိတာတွေ after the rules Buddha ဂမှု etc ပေါ့ဟုတ်ပြီနော်ဒါကတော့သူ့ရဲ့ဒီ grammatical rule ရဲ့စာလေးတို့ definition စာလေးတို့မြန်မာလိုပြန်ပြောမယ်ဆိုလို့ရှိရင်ဒီဘုရား grammar တွေကတ္တရီဆိုတဲ့ grammatical rule ကကိုးရင်တို့နိုးရင်တို့နိုးရင်တို့ကိုးရင်တို့အစရှိတဲ့ဓာတ်တွေရဲ့အနက်ကိုသိဖို့သိအပ်တဲ့အခါကြလို့ရှိရင်တဆဖစ်ကိုအသုံးပြုမယ်အမှန်တကယ်တော့ဒီ grammatical ကဘာပြောလဲ intransitive ဒီ verb form ကိုပြောချင်တာ intransitive verb တွေပေါ့ intransitive verb လားဆိုတော့လေအဲ့လိုတော့လည်းမဟုတ်ဘူးဒါပေမဲ့အဲ့လိုပုံဆိုနည်းနည်းတော့ဒါအဲ့ဒီကနေတော့သက်ဆိုင်တာဟုတ်တယ်နော်အဲ့ဆို intransitive verb ပုံစံမျိုးတွေတို့ပြီးလို့ရှိရင်ဇာတို့နောက်သူတို့ရဲ့ဓာတ်တွေရဲ့အနက်ကိုပေါ့နော်ဓာတ်တွေရဲ့အနက်ကိုသိဖို့ရအတွက်ဆိုလို့ရှိရင်ဒီ task surface ကိုဇာတို့အသုံးပြုမယ်ဟုတ်ပြီနော်ဘယ်ကာလမှာလဲဆိုရင် present future past ကာလသုံးပါးလုံးမှာအသုံးပြုနိုင်တယ်ဘယ် voice မှာလဲဆိုရင် at the voice
ဒါပြန်တော့ active voice ဒီ grammatical rule ဒီဆိုတော့ third participle တာ surface ကိုပြောတဲ့နေရာမှာဟို voice ကိုတိတိကျကျပြောတယ် active voice ဆိုတော့ပြီးခဲ့တဲ့ grammatical တွေတော့ဘာဝကံပေစုတတော့ကလည်းတာ surface ကိုဘာ voice လို့ပြောတာလဲဘောဘာဝဟုတ်ပြီနော်ဘောအနကံနဲ့ဆိုတော့ထားပါတော့ဆိုတော့ passive voice အဲ့ဒီ grammatical passive voice ကိုပြောတယ်အတ္တိတေတတဝန္တုကာအတ္တိတေတတဝန္တုတာဝီဆိုတဲ့ grammatical rule ပထမဆုံးအသုံးပြုခဲ့တဲ့ grammatical rule ကတော့ဘာ voice လဲဆိုတာတော့သူကတိတိကျကျမပြောဘူးဒါပေမဲ့ example တွေကြည့်ပြီးတော့ကြတော့သူဒီ active voice ကဲအဲ့ဆိုတော့ active voice ကိုအသုံးပြုတဲ့တာ suffix grammatical rule 2မျိုးရှိမယ်အတ္တိတေတတဝန္တုတာဝီရဲ့ဒီဘုဒ္ဓဂမ္မာဒိဋ္ဌိကတ္တရိဆိုတဲ့ grammatical rule ရဲ့တာ suffix ဒီ active voice ဟုတ်ပြီနော်ဘာဝကံမေစုတသည် passive voice အဲ့လိုတွေခွဲမှတ်ပေးထားမယ်အကုန်လုံးခြုံငုံကြည့်မယ်ဆိုလို့ရှိရင်တခါကြီးတို့များသောအားဖြင့်သိခဲ့တာ pet participle လို့ပြောတဲ့အတွက် past participle လို့ပြောတဲ့အတွက် pet participle ဆိုများသောအားဖြင့်တခါကြီးတို့မှအမှတ်တော်တော်များများဒါဆိုတော့ referee အနေနဲ့မှတ်ခဲ့တာက passive voice ကိုများသောအားဖြင့်မှတ်ခဲ့တယ်ဟုတ်တယ်နော် passive voice ကိုများသောအားဖြင့်မှတ်ခဲ့တယ်ဒါပေမဲ့ active voice မှာလည်းအသုံးပြုတယ် active voice မှာလည်းအသုံးပြုတဲ့အပြင်တာ suffix တွေ not only the past မှာပဲအသုံးပြုတာမဟုတ်ဘူးဒီ grammatical rule အရာဘာတွေပါလာရင်လဲ future future မှာလည်းသုံးလို့ရတယ်ပြီးလို့ရှိရင်ဘယ်မှာလဲပဲ present မှာလည်းသုံးလို့ရတယ်အဲ့ဒါလေးအဲ့ဒီဥစ္စာလေးတွေ့ရလိမ့်မယ်ဟုတ်ပြီနော်ကဲဒါလေးကတော့ဒီ grammatical ကပြောတဲ့လူရင်းအဓိပ္ပာယ်လေးပါဟုတ်တယ်နော်ဘုဒ္ဓတို့ကမှုတို့အစရှိတဲ့တတိယနောက်မှာတာဆပ်ဖြစ်သုံးမယ်ဘယ် point မှာလဲ active voice ဘယ်ကာလမှာလဲဆိုရင်ကာလသုံးပါလုံးအသုံးပြုမယ်ဟုတ်ပြီနော်အသုံးပြုပြီးလို့ရှိရင်ဒီသူတို့ရဲ့ဓာတ်နဲ့တွေပေါ့ဓာတ်ထိကမြမှာနေဆိုတာထားလိုက်တော့အဲ့ဒီဥစ္စာတော့သိအရေးမကြီးဘူးနော်အဲ့ဆိုတော့စာတို့ဒီနေရာမှာလူရင်းကဘာလဲဆိုရင်ဘုဒ္ဓတို့ကမှုတို့အစရှိတဲ့ဓာတ်တွေရဲ့နောက်မှာတာ suffix ကအသုံးပြုမယ် active voice ကာလသုံးပါမှာတာ suffix blind လုပ်မယ်ပေါ့ဒီလိုလေးမှတ်ထားရင်ရမယ်နော်။ကြည့်အောင်ဆိုတော့စတု example လေးကြည့်ကြည့်မယ်။သူက in all terms ကာလသုံးပါလို့ပြောတဲ့အတွက်ဒီ grammatical rule ကိုစတုတို့ဒီ grammatical rule မှာပါတဲ့စကားလုံးလေးတွေကိုဘယ်လို definition ဖွင့်ထားလဲ။ဒါလေးသေချာလေးမှတ်ပေးထားမယ်ဟုတ်ပြီနော်။ကာလသုံးပါလို့ပြောတဲ့အတွက်သူက definition ဖွင့်တဲ့အခါမှာဒီပုံစံ၃မျိုးနဲ့ဖွင့်ပြထားတယ်။ဆက်ပေစံခတ္တစံခတ္တိဓမ္မေပုံကျတိ present အပုจิ past ဟုတ်ပြီနော်ပုံကျိတ်စတိ future ကာလသုံးပါးလုံးနဲ့အသုံးပြုလို့ရတယ်ဆိုတော့ပေါ်လွန်စေခြင်းတော့ကြတော့ definition ဖွင့်တဲ့နေရာမှာစတို့ဒီကာလသုံးမျိုးလုံးနဲ့ဖွင့်ပြထားတယ်ဟုတ်ပြီနော်ဆက်ပေစင်ကတာစင်ကတိဓမ္မေပုံကျတိ he knows ဟုတ်ပြီနော် he knows အပုจิ he knew ဟုတ်ပြီနော် he has knew လို့ပုံစံမျိုးတွေပြောလို့ရပါတယ်နော်အပုจิဆိုတာကဒါက past tense aorist form အပုจิ knew ဟုတ်ပြီနော်ပုံကျိတ်စတိဝေနိုဘာတွေကိုလဲဓမ္မေတရားတွေကိုဘလို့ဓမ္မေတွေလဲဆိုရင်စင်္ခတစင်္ခတေစင်္ခတဆိုတာ conditioned အစင်္ခတဆိုတာက unconditioned ဒီနေရာမှာစင်္ခတစင်္ခတေကိုစတို့ဒါတန်တိစကလုံးဆက်ထားတာပေါ့စင်္ခတအစင်္ခတအဲ့လိုပြောပါတယ်နော်စင်္ခတအစင်္ခတဆိုတာက conditioned အစင်္ခတဆို unconditioned dhammas ဘလို့ဆက်ပြီး all ဆက်ပြီးဆိုတော့ all ပေါ့နော် all condition uncondition dhammas ဒီဥစ္စာတွေကိုသိတယ်ဒါကြောင့်မို့လို့တရားဖို့ဒါကြောင့်မို့လို့ he is called Buddha ဒါလေး Buddha ရဲ့ definition တွေကဒါလေးပဲဟုတ်ပြီနော်ဗုဒ္ဓဘာဖြစ်လို့ဗုဒ္ဓလို့ခေါ်တာလဲဆိုလို့ရှိရင်ဒီဝက်ကြလေးသိရင်ဒီ definition လေးသိရင်ဒါပြည့်စုံတယ်ပေါ့နော်ဒါပေမဲ့ဗုဒ္ဓကို definition ဖွင့်တဲ့နေရာမှာအများကြီးဖွင့်လို့ရသေးတယ်ဟုတ်တယ်နော်အများကြီးဖွင့်လို့ရသေးတယ်ဒါပေမဲ့ဒီနေရာမှာတော့ဒီလောက်လေးသိထားရင်ကိုရနေပြီဟုတ်ပြီနော်ဆက်ပြီးစင်္ကတာစင်္ကတိဓမ္မေဗုဒ္ဓတိအာဗုဒ္ဓိဗုဒ္ဓိစတိတိဗုဒ္ဓဟုတ်တယ်နော်ဗုဒ္ဓဘာကြောင့်ဗုဒ္ဓလို့ခေါ်တာလဲဆိုရင် he knows all condition and unconditioned dhamma ဒါမှမဟုတ် he knew all condition and uncondition dhamma ဒါမှမဟုတ် he will know all condition and uncondition dhamma ဒါကြောင့်မို့လို့ he is called Buddha မြတ်စွာဘုရားသိတယ်ဆိုတော့သိတာကသိစေသိပြီးပြီသိအောင်ပါဒါကြောင့်မလို့မြတ်စွာဘုရားကအကုန်လုံးဒီဥစ္စာကာလသုံးပါးနဲ့ဆိုင်သွားတာပေါ့ဒါကြောင့်မလို့ဒီ task service ကကာလသုံးပါးနဲ့ဆိုင်တယ်ကာလသုံးပါးမှာအသုံးပြုတယ်အဲ့ဒါကိုပြောပါတယ်နော်ဟုတ်ပြီရမယ်နော်ကဲအဲ့ဆိုတော့ဗုဒ္ဓတဲ့ task service ရမယ်နော်ဗုဒ္ဓဘယ်လိုရုပ်ပြီးလဲနောက်မှပြောမယ်စတို့ဒီနေရာမှာတော့ဒီကနေ့ဒီ grammatical rule အရာတော့စတို့ definition လေးနဲ့သူတို့ရဲ့ဒါဒီ task service ရဲ့အသုံးပြုပုံလေးပဲစတို့ဒီ grammatical rule မှာရှင်းပြပေးမယ်နော်ရုပ်ပြီးပုံကတော့နောက်ဆန်းကြတော့လာလိမ့်မယ်နော်
Okay ကဲဗုဒ္ဓရဲ့ definition တွေကတော့ဒါတို့ဒီမှာတို့သိထားတဲ့နေနော်ဒီလိုဝေါ်ကြလေးတွေကတော့သိကိုသိထားတဲ့နေစာဝင်မှာပါမှာနော်အခုပြောပြီးသွားရင်နော်စာဝင်မှာပါမှာနော်အဲဒါတော့ဒီလို definition ဝိကဝေါ်ကြလေးတွေကတော့ဒါတို့ဒီမှာတို့ဒါလေးတွေတခြားလေးမှတ်ပေးထားမယ်နောက်တစ်ခါကျတော့ဆရာတို့ဒီဗုဒ္ဓနဲ့ပတ်သက်ပြီးတော့ဒါဝိဇ္ဇာတွေကတော့အများကြီးရှိတယ်ပေါ့နော်အများကြီးတဲ့ထဲမှာတော့ဒီမှာတော့ဘာဝဲပြောတာလဲဆိုတော့သင်္ခတအသင်္ခတအလုံးစုံသောသင်္ခတအသင်္ခတတရားတွေကိုသိတဲ့လို့မို့ဒါမှမဟုတ်ရင်တီးခဲ့လို့မို့နောက်တစ်ခါဗာလဲတီအောင်မှာမို့ဖရာလို့ခေါ်တာအဲဒါလေးပဲဟုတ်တယ်နော်နောက်တစ်ခါကတော့အများကြီးရှိတယ်ဗုဒ္ဓဝိဇ္ဇာတွေကလေဗာလဲစတ္တာရိအယသစ္စာနိပုဇ္ဇတိနိဗုဒ္ဓအဲဒါဆိုရင်လည်းပဲရာသေးတယ်သစ္စာလေးပါးကိုသိတယ်လို့မို့ဗုဒ္ဓအဲဒါလိုပုံစံမျိုးလေးရှိတယ်ဘလို့ဝိဇ္ဇာဆိုဗုဒ္ဓနဲ့ပတ်သက်ဝိဇ္ဇာတွေအများကြီးရှိတယ်ဒါမှတော့ဒီနေရာမှာတော့အလုံးစုံသောသင်္ခတအသင်္ခတတရားတွေကိုသိသိတယ်လို့မို့သိခဲ့လို့မို့သိအောင်မှာမို့ဗုဒ္ဓလို့ခေါ်တယ်ပေါ့ပြမယ်နော်โอเคဒါကဗုဒ္ဓရဲ့ definition ကဲနောက်တစ်ပါလာမလို့ဆိုစရဏင်ကတောစရဏင်ကတောဟုတ်ပြီနော်စရဏင်ကတောဆိုတာဒါလေးကတော့သမတ်ကိတန္တာသမတ်ပုတ်ကလေးကိတန္တာသမတ်ပုတ်ဆိုတာကိတ်ပုတ်ဆုံးတဲ့သမတ်ပုတ်လို့ပြောတာပေါ့နော်ကိတ်ဆုံးတဲ့သမတ်ပုတ်လို့ပြောတာဒီဥစ္စာလေးတွေကလေကိတန္တာသမတ်ပုတ်ပေါ့ဒီဥစ္စာလေးဒီမှာလေးရေးပြလိုက်မယ်နော်ဒီပုတ်တံဘာပုတ်လဲဆိုရင်ကိတန္တစမာစကိတန္တစမာစဆိုတော့ compound word မနေ့စရဏင်ကတောဆိုတော့ compound word ဘလို့ compound word လဲဆိုတော့ကိတန္တကိတ်ပုတ်ဆုံးတဲ့ကိတအန္တကိတ်ပုတ်ဆုံးနေတဲ့တမတ်ပေါ့ဘာဖြစ်လို့ကိတ်ပုတ်ဆုံးတာလဲဆိုရင်ကတောဆိုတဲ့ကိတ်ပုတ်ကလေးဆုံးနေတာဟုတ်တယ်နော်ကတောဆိုတဲ့ကိတ်ပုတ်ကလေးဆုံးတဲ့အတွက်ဒီပုတ်တွေကိုဇာတို့ဒီလိုပုံစံမျိုးတွေကိုကိတန္တစမာစလို့ပြောပါတယ်ကိတ်ဆုံးတဲ့တမတ်ပေါ့ဟုတ်တယ်နော်နောက်တစ်ခုကဒီကိတန္တစမတ်ပုတ်တွေကိုနောက်ဘာပြောသလဲဆိုနေကြစမာစအလုဒ္ဒစမာစဆိုပြောတယ်အလုဒ္ဒစမာစနော်အလုဒ္ဒစမာစလို့လည်းပြောတယ်ဘာလို့အလုဒ္ဒစမာစလဲဆိုရင်ဒီမှာစရဏံကတောအဲ့ဒီမှာနံလေးဆိုတဲ့နေရာလေးမှာဝိဘက်မကြည့်ဘူးဟုတ်တယ်နော်ဝိဘက်မကြည့်တဲ့အတွက်စရဏံကတောဆိုလို့ရှိရင်ဒါလေးကစတို့ဒီပုဂ္ဂလေးကအလုဒ္ဒစမာစဥစ္စာနဲ့အကျုံးဝင်တယ်ကိတန္တစမာစဆိုပြီးတော့လည်းနာမည်ပေးလို့ရတယ်ဟုတ်ပြီနော်ကဲအဲ့ဆိုတော့ဇာတို့နောက်တစ်ခုကဒီမှာဆိုလို့ရှိရင်စရဏင်ကတောကိုဇာတို့ဒီမှာဘယ်လိုအနက်ပေးထားလဲဆိုတော့ one who goes ကတောဆိုတာကိုသွားတာလေဟုတ်တယ်နော် one who goes သွားတယ်ဟုတ်ပြီနော်သွားစေပေါ့ပြီးရင် one who went သွားခဲ့ပြီးသွားပြီဟုတ်တယ်နော် one who will go သွားအောင်မှာဟုတ်တယ်နော်ဘယ်အတွက်လဲဘာအတွက်သွားအောင်မှာလဲဆိုရင်စရဏံကိုးကွယ်ရာတို့ဟုတ်ပြီနော်ကိုးကွယ်ရာတို့ဆိုတော့ true refuge ဒါမှမဟုတ် for refuge ဟုတ်ပြီနော်စရဏဆိုတော့ refuge ကိုးကွယ်ရာတို့သွားနေတယ်ပြီးရင်သွားခဲ့ပြီးသွားပြီပြီးရင်သွားအောင်မယ်ဒါကြောင့်မို့လို့အဲ့ဒီပုဂ္ဂိုလ်ကိုစရတို့ဘယ်လိုခေါ်တာလဲစရဏင်ကတောလို့ခေါ်ပါတယ်ဘုံတော့အဲ့လိုခေါ်တယ်လို့ပုံစံမျိုးဒီမှာဆိုဒီဥစ္စာပါစံဝီညွှန်းတာဟုတ်တယ်နော် one who goes went or will go for refuge ဒါမှမဟုတ် will go to refuge ဒါကြောင့်မို့လို့အဲ့ဒီပုဂ္ဂိုလ်ကိုဇာတို့ဘာလို့ခေါ်တာလဲစရဏင်ကတလို့ခေါ်ပါတယ်ဟုတ်ပြီနော်ဒီစရဏင်ကတကိုကဲအဲ့ဒါဆိုတော့ဇာတို့ဒါစရဏံဟုတ်ပြီနော်စရဏံကတောဒီပုံစံလေးပုတ်ခွဲလိုက်တဲ့ခါကျရင်ဘယ်လိုထွက်လာမလဲစရဏံကတောဆိုတဲ့ပုံစံလေးထွက်လာမယ်ဟုတ်တယ်နော်ဒါကတော့သမတ်ဖြစ်သွားတဲ့အချိန်မှာထွက်တာပေါ့အဲ့ဆိုတော့ဒီပုဂ္ဂကိတန္နတမတကိတန္နသမတ်ပုဂ္ဂိုလ်လေးပြောထားတယ်အဲ့ဆိုတော့ဒီပုဂ္ဂိုလ်ဒီကမိုင်းတို့ကဘယ်လိုဝိကျုဆိုမလဲ he one who goes ဟုတ်တယ်နော်ဒီပုံစံမျိုးလေး one who goes ဆိုတော့ဘယ်လိုဝိကျုဆိုမလဲဒီပုဂ္ဂိုလ်ဘယ်လိုဝိကျုဆိုမလဲဒီမှာဆိုရင် one who go ပထမဝိကျုကဘယ်လိုလာမလဲဆို one who's to refuge ဒါမှမဟုတ် one who goes for refuge ဟုတ်တယ်နော်အဲ့ဆိုတော့ဘယ်လိုလေးဝိကျုဆိုမလဲစရဏံဟုတ်ပြီကချီကချ present ဟုတ်ပြီ present ကချတီတီဟုတ်တယ်စရဏံဂච්ඡတိတိဟုတ်တယ်နော်ဂච්ඡတိပေါ့ဆိုတော့ဒီမှာဆိုဂච්ඡတိတိအဒီပုံစံမျိုးလေးရတယ်နော်စရဏံဂච්ឆတိတိစရဏင်ကတောဒါက present နဲ့ဆိုတာဟုတ်ပြီနော်စရဏံဟုတ်ပြီစနေ၃မျိုးဆိုကြတယ်မနော်စရဏံဂච්ឆတိတိစရဏံကတောဟုတ်ပြီနော်စရဏံဂච්ឆတိတိစရဏင်ကတောပေါ့စရဏင်ကတောဒါက present နဲ့ဆိုတာဟုတ်ပြီနော်ဒါဒီဗာလဲ present ကဲအဲ့ဆိုတော့နောက်တစ်ခုဘာနဲ့ဆိုမလဲ has နဲ့ဆိုမယ်ဟုတ်တယ်နော် one who want
for refuge ဘလို့အဲ့ဒီဥစ္စာကိုစရတို့ဘလို့ယူဆိုမလဲစရဏံစရဏံပဲပြောင်းလဲကြမလို့စရဏံ pass ဆိုတော့ဘလို့ဆိုမလဲ gachati ရဲ့ pass form လေးကဘာဖြစ်မလဲ Architect. တခါကြီးပါလဲ Architect. ဟုတ်တယ်စရဏအာဂချီတိဟုတ်တယ်နော်စရဏအာဂချီတိစရဏံကတောရမယ်နော်စရဏအာဂချီတိစရဏံကတောဒါကဗာလဲ pass နေနဲ့စရတို့ဝီဂျိုဆိုတယ်ဟုတ်ပြီနော်ကဲအဲ့ဆိုတော့ future လွယ်တယ်စရဏစရဏံပဲဟုတ်တယ်နော်စရဏံဘာဖြစ်မလဲ future Six. ကချိတ် Gicheti. ဟုတ်တယ်စရဏံကချိတ်စတိတိစရဏံကတောဟုတ်တယ်နော်စရဏံကတောဒါကတော့စာတိတော့ဒါသုံးခုကိုခွဲပြန်လိုက်တာပေါ့ဟုတ်တယ်နော်သုံးခုကိုခွဲပြန်လိုက်တာအဲ့ဒီသုံးခုကိုစာတိတို့တစ်ခုတည်းဘုံတော်လို့ပုံစံမျိုးပေါ့ဘုံတော်လို့ပုံစံမျိုးတစ်ခုတည်းစာတိတို့ဝိကျုဆိုတိုင်းလို့ရတယ်နော်စရဏံကချတိအာဂချိကချိတ်စတိတိစရဏံကတောအဲဒီလိုပုံစံမျိုးတွေတစ်ခါတည်းဝိကျုဆိုတိုင်းလည်းရတယ်နော်စရဏံကချတိအာဂချိဟုတ်တယ်နော်အာဂချိကချိတ်စတိတိစရဏံကတောဒီလိုပုံစံမျိုးလေးတွေတဝက်ကြတယ်ပဲဝိကျုဆိုတိုင်းလို့လည်းရတယ်ဘလို့ဆိုလို့ကိုဆိုတတ်တယ်လို့ဆိုလို့ရတယ်ကိုဆိုတတ်တယ်လို့ဆိုတာတဲ့ဒီမှာကတော့သူကကာလာသုံးပါလို့ပြောတဲ့သုံးပါလုံးနဲ့တော့ကာလာဒီ present future past သုံးခုလုံးနဲ့တော့ဆိုပေးရမယ်ဟုတ်တယ်နော်သုံးခုလုံးနဲ့တော့ဆိုပေးရမယ်တစ်ခုတည်းမရဘူး present only မရဘူး past only မရဘူး future only မရဘူးသုံးခုလုံးပါရမယ်ဟုတ်တယ်နော်သုံးခုလုံးပါတော့ကြမှာဒီ grammatical rule ရဲ့ဒီ grammatical rule ရဲ့စီးမြင်တဲ့ကိုက်ညီမှာဟုတ်ပြီနော်အဲ့လိုလေးမှတ်ထားမယ်နော်ကဲအဲ့ဆိုတော့စရဏံဂච්ඡတိ he ဒီမှာတော့ဒီစရဏံကတော့ကြာစရတို့ one who နဲ့ဘာသာပြန်တယ်နော် one who နဲ့ဘာသာပြန်တယ်ဒီဝကြကိုဘာသာပြန်တဲ့နေရာမှာတော့စရဏံဂච්ඡတိ he goes ဟုတ်တယ်နော် he goes နောက်တော့ agachi want ဂච්ခြိစတိအဲဒါလဲ where go ဟုတ်တယ်နော်ဒီမှာဆိုတော့စရဏံဆိုတော့စရတို့ဒီမှာဆိုလို့ချင်းဘာပြောလဲ for repute take for repute to repute နဲ့သွားတာအမှန်တကယ်တော့စရတို့ဒီဥစ္စာကတော့ဒီတတ္တထအနေနဲ့ပြန်ထားတာနော်ဆိုတော့ဗုဒ္ဓံစရဏံဂัจฉာမိဘာသာပြန်တဲ့အခါကျရင်ဗုဒ္ဓံစရဏံဂัจฉာမိဘယ်လိုဘာသာပြန်တာလဲဗုဒ္ဓံစရဏံဂัจฉာမိ I take refuge အဲ့လိုပြန်တယ်ဟုတ်တယ်နော် I take refuge the Buddha ဆိုအဲ့လိုဘာသာပြန်တယ်ဟုတ်တယ်နော် take နဲ့ပြန်လိုက်တယ်အဲ့ဒီမှာကျတော့ gachati စရုပ်တို့ဒီမှာတော့ gachati ကို goes နဲ့ပြန်တာကတတ္တထအနေနဲ့ပြန်တာဟိုဘာသာပြန်တဲ့နေရာမှာတော့စရုပ်တို့ဘယ်လိုပြောလဲဆို one who take ဟုတ်တယ်နော် one who takes အဲ့လိုဘာသာပြန်လို့ရတယ်ဒီဥစ္စာ go ဆိုတဲ့ဥစ္စာလေးကလေ one who takes ဟုတ်ပြီနော်နောက်တစ်ခုကပါလေ one ဆိုတဲ့နေရာမှာ took အဲ့လိုဘာသာပြန်မှာပေါ့နော်နောက်တစ်ခုကじゃ where go ဆိုတဲ့နေရာမှာတော့စရုပ်တို့ take ပဲအဲ့လိုဘာသာပြန်လို့ရတယ် one who take refuge ဟုတ်တယ်နော်အဲ့လိုပုံစံမျိုးပြန်တာ哦အဲ့ဆိုတော့ one who go ဆိုတဲ့ဥစ္စာ goes to one to where လို့ဆိုတော့တတ္တထအနေနဲ့ပြန်ထားတာသူ့ရဲ့စရုပ်တို့အဓိပ္ပာယ်ရထပြန်မယ်ဆိုရင်ကတော့ကတောကချတိတို့အာကချိတို့ကချိစတိတို့စရုပ်တို့ဒီနေရာမှာ go တို့ ਨੇ go ဒီသွားခြင်းဆိုတဲ့အနေနဲ့မပြန်မဲနဲ့ဗာနဲ့ပြန်မလဲဆိုရင်စရဏဆိုတဲ့ဒီ object ပုံကလေးကြောင့်လို့ take နဲ့ပြန်လို့ရတယ်ရမယ်နော်โอเคကဲအဲ့ဆိုတော့ဒါလေးစရုပ်တို့စရဏံကတောဆိုတဲ့ပုံကလေးကိုစရုပ်တို့ဒါဝိဇ္ဇဝကြဆိုတယ်ပြီးလို့ရှိရင်ပုတ်ခွဲတယ်ပေါ့ရမယ်နော်ကဲအဲ့ဆိုတော့စရဏံကတောဆိုတဲ့နေရာမှာအဲ့တော့စရဏ ဆရာလေးဖေอ่ะ ဟုတ်ကဲ့တခါကြီး တပည့်တော်တို့တိတာသမတ်ကလည်း6ပါးဆိုတာဒီဟာနောက်တစ်ပါးလားဖေอ่ะဒီဟာကဒီဟာကဘယ်ထဲမှာအကျုံးဝင်မလဲဆိုရင်တခါကြီးနောက်တစ်ပတ်ဖို့ဒီဟာကဘယ်ထဲမှာအကျုံးဝင်သွားမလဲဆိုလို့ရှိရင်တပ်ပရိသမတ်ထဲမှာအကျုံးဝင်သွားမယ်တခါကြီးနော်တပ်ပရိသမတ်ထဲမှာအကျုံးဝင်သွားဘာလို့လဲဆိုတော့ဒါကတော့ကိတ်ပုတ်ဆိုတာဖြစ်တဲ့အတွက်ဆိုတော့ကိတ်ဝိဂျူဆိုတာပေါ့ကိတန္တသမတ်ပုတ်ဆိုကိတ်ဝိဂျူဆိုတာဟုတ်တယ်နော်ကိတ်ဝိဂျူဆိုပြီးတော့ကြတော့ဒီမှာဆိုလို့ရှိရင်စရဏံကတောဆိုတဲ့နေရာမှာစရဏံကိုးကွယ်ခြင်းတို့ပြောလိုက်လို့ပေါင်းလိုက်လို့ရှိရင်စရဏံကိုးကွယ်ခြင်းတို့ကတောသွားတော်သူကတောရောက်တော်သူပေါ့ဒီနေရာမှာကိုးကွယ်ခြင်းတို့ရောက်တော်သူအဲ့ဒီပုံစံမျိုးနဲ့သွားတာကိုးကွယ်ခြင်းတို့ဆိုတော့ဇာတ်တို့ဘာဝိဘက်ဆုံးပါလဲဒီမှာဆိုရင်ဇာတ်ဒီမှာရုပ်ပြတယ် Accusative. ဟုတ်တယ် accusative case ဆုံးပါဟုတ်တယ်နော် accusative case ဆုံးပါဆိုတော့ကြတော့ဇာတ်တို့ဘယ်လိုပဲဝိကျူဆိုရမှာလဲသမဝိကျူဆိုမယ်ဆိုလို့ရှိရင်စမာစပေါ့နော်ဒါကတော့စမာစဝိအပေါ်မှာပဲဆိုလိုက်တော့မယ်နော်အပေါ်မှာပဲရေးလိုက်တော့မယ်သမဝိကျူဆိုလို့ရှိရင်
samasa wigaha နော် samasa wigaha ဆိုလို့ရှိရင်ဒါကကိတဏသမပုတ်ဆိုတော့ကြတော့ကိတဏသမပုတ်လို့ပြောတော့လဲအဲ့ကိတဏသမပုတ်ဒီနေရာမှာဘယ်ထဲမှာအကျုံးဝင်မှာလဲတပရိတ်သမတ်ထဲမှာအကျုံးဝင်မယ်ဒီမှာလည်းပဲစရဏံဆိုပြီးတော့ဆရာတို့ဒီမှာလည်းပဲ accusative case နဲ့ပြောခဲ့တာဟုတ်တယ်နော်အဲ့ဆိုတော့စရဏံဟုတ်ပြီနော်စရဏံဒီနေရာမှာ get check ဒီအာget check get check စတိတိပါလဲကတော်ဟုတ်တယ်နော်ကတော်ဆိုတဲ့ပုံကလေးပဲဆရာတို့ပြောမယ်စရဏံကတော်စရဏင်ကတော်ဒီပုံစံမျိုးကကြတော့ဒါတမက်ဝိကျူပေါ့လုံးဝတမက် only ဖြစ်သွားတယ်ဒီလိုတမက်ဒီလိုပုံစံမျိုးဝိကျူဆိုလို့ရတဲ့အတွက်ဒီဥစ္စာကိုဆရာတို့တပရိတ်တမက်ထဲမှာအကျုံးဝင်မယ်ဒါပေမဲ့ဒီလိုတိတ်ပုတ်ဆုံးတဲ့ဟာတွေဆိုလို့ရှိရင်ဒီဘယ်လိုပြောမလဲတပရိတ်တမက်ထဲမှာအကျုံးဝင်တော်လဲပဲကိတန္တသမက်ဝိကျူနဲ့ဆရာတို့ဝိကျူဆိုကြတယ်ကိတန္တသမက်ဝိကျူဆိုတာကတရဏံစရဏံဒါစရဏဆိုတာကသမက်ပုံနေနဲ့အခစ္စတိကေဆုံးတဲ့ပုတ်ပေါ့အခစ္စတိကေဆုံးတယ်ဟုတ်တယ်နော်ဂච්ඡတိအာဂච්ಛိဂච්ಛိစတိတိကတောဒီဥစ္စာကိုတော့ဆရာတို့ကတောကိုကြတော့ဒီတိုင်းလေးပဲတစ်ခုတည်းပဲတီးတယ်မဆိုတော့ဘဲနဲ့နှစ်ခုလုံးပေါင်းပြီးတော့ဆိုတာဖြစ်တဲ့အတွက်ကိတန္တဆိုတာအလေးကစရဏံဆိုတဲ့ဥစ္စာကိုကိတန္တအနေနဲ့ယူလိုက်တယ်ပေါ့ဟုတ်တယ်နော်ကိတံsorry စမာစပေါ့စမာစအနေနဲ့ယူလိုက်ပြီးတော့ဂච්ඡတိအာဂච්ಛိဂච්ခြိစတိတိဆိုတဲ့ဥစ္စာလေးကိုကိတန္တဆိုတဲ့ပုံစံနဲ့ယူလိုက်တာရမယ်နော်ဒါကြောင့်မလို့ကိတန္တစမာစပေါ့အဲ့လိုတွေပြောတာအမှန်တရားဒီပုတ်ဒီဘယ်သမတ်ထဲမှာအကျုံးမှာလဲဆိုရင်တပရိတ်သမတ်ထဲမှာအကျုံးမှာဘူမိန်ကတော့ဘူမိကတော့ပုံစံမျိုးဒါကတော့မှတ်မိတယ်နော်ဆရာတို့ဟို Universal Grammatical Rule တော်လည်းပါခဲ့တယ်အဲ့ဒါလေးဟုတ်တယ်နော်အပါယံကတော့အပါယကတော့ go to the hair ဟုတ်တယ်နော် go to the ဗာလဲဘူမိန်ကတော့ဘူမိကတော့အဲ့ဒီပုံစံမျိုးအဲ့ဒါနဲ့သွားတူတယ်ဘူမိန်ကတော့ဘူမိကတော့စရဏံကတော့စရဏင်ကတော့အဲ့ဒီပုံနဲ့သွားတူတာဟုတ်တယ်နော်အဲ့ဒီပုံနဲ့သွားတူတယ်ဒါပေမဲ့ဒီဥစ္စာကိုဆရာတို့ကဟိုတမက်အမြည်မိတဲ့ခါကျရင် temperate တမက်လို့လေဒုတိယ temperate တမက်ပေါ့တိတိကျကျအမြည်ပြီးမယ်ဆိုတာဒုတိယ temperate ဒုတိယ temperate တမက်ဒါမဲ့ဒါ temperate တမက်လို့နာမည်ပေးမယ်ဒါပေမဲ့သူ့ကိုတိတိကျကျနာမည်ပေးခြင်းလဲဆိုရင်ကိတန္တစမဆန်ကိတ်ပုတ်ဆုံးတဲ့ compound word ဟုတ်ပြီနော်ကိတ်ပုတ်ဆုံးတဲ့တမက်ပေါ့အဲ့ဒီပုံစံမျိုးလေးနာမည်ပေးတယ်ဟုတ်တယ်နော်နောက်တော့အာလုဒ္ဒစမဆအနုဒ္ဒသမဝိဘတ်မကြည့်တဲ့သမတ်ဒီပုံစံမျိုးလဲဆရာတို့ဒါဟိုပါပေးတယ်အနက်ဟိုလိုအမြည်ပေးတယ်ပေါ့ရမယ်နော်โอเคကဲအဲဆိုတော့သမတ်ကတော့6မျိုးတဲ့ပဲဒါပေမဲ့သူ့ရဲ့ဘယ်လို particular လေးတွေကတော့အဲ့လို general ပေါ့သူ့ရဲ့ general လေးတွေကလည်းရှိသေးတယ်ဒါကိတဏစမာစဆိုတာဒါ general ပဲအလုဒ္ဒစမာစဆိုရင်လည်းဒါ general ပဲဟုတ်တယ်နော်သမတ်ခွဲတဲ့နေရာမှာလုဒ္ဒစမာစအလုဒ္ဒစမာစခွဲတဲ့နေရာမှာအဲ့လိုလေးနှစ်မျိုးခွဲတယ်နှစ်မျိုးခွဲရင်တော့ general ဖြစ်သွားတာပေါ့ဟုတ်တယ်နော်ကိတဏစမာစဆိုတာဒါ general လို့ဆရာတို့ပြောလို့ရတယ်ရမယ်နော်သူ့ရဲ့ special ကတော့ခုနပုံစံမျိုး6မျိုးပဲရှိမှာโอเคကဲအဲ့ဆိုတော့ဆရာတို့ဒါစရဏင်ကတော့ပြီးမယ်နော်စရဏင်ကတော့စရဏံမလဲစရဏပေါ့စရဏအနေဆုံးတာဒါပေမဲ့ဆရာတို့ဒါဒီ case အနေနဲ့ပါတခါလေးထည့်ထားလိုက်မယ်ဘာလို့ကိတ်ပုံမှလည်းသိအောင်လို့လေနော်ကိတန္တတမတာဆိုတာလည်းသိအောင်လို့မို့ဒီတိုင်းလေးပဲဆရာတို့ဆိုတာမယ်စရဏံဆိုတဲ့ပုဂ္ဂလေးရှိမယ်နောက်ကရှိမှာနောက်သူ့ရဲ့နောက်ကဘာတက်လဲကတ္တကံပေါ့ကံနော်တ surface ရမယ်နော်โอเคဒါလေးကတော့ဆရာတို့ဒီမှာ case and ဆိုတာလေးသိအောင်လို့ဒီတိုင်းလေးပဲပြောထားလိုက်မယ်။မနေ့တော့စရဏ preceding word ကစရဏဟုတ်ပြီနော်စရဏဆုံးတဲ့ word ပြီးလို့ရှိရင်ကံတဒါပေမဲ့ဒီနေရာမှာသမတ်ပုတ်ဆိုတာလေးလည်းသိအောင်လို့မို့စရဏ case and လေးပါစတိကွန်းစားကိုပဲနည်းနည်းထည့်ပေးထားတယ်။ရမယ်နော်။အဲ့လိုလေးစာမွေးမှာဒီလိုလေးရေးပင်ရပါပြီ။ Okay ကဲဆိုတော့နောက်တစ်ခုပါရှိမလဲဆိုတော့အမတ်တင်ကတော့စရဏင်ကတော့ရရင်အမတ်တင်ကတော့နဲ့အတူတူပဲဟုတ်တယ်နော်ဒီမှာကျတော့ကတော့ဆရာတို့ဒီမှာ goals နဲ့မသွားတော့အမတဆိုတာကဆရာတို့နိဗ္ဗာန်ကိုပြောတာလေတေခြင်းကင်းရာဟုတ်တယ်နော်တေခြင်းကင်းရာကိုရောက်ရှိတဲ့သူကိုဆရာတို့ပြောတာပဲရောက်ရှိတဲ့သူရရှိတဲ့သူနိဗ္ဗာန်ကိုရတဲ့သူအဲ့ဒါကိုပြောချင်တာဟုတ်တယ်နော်နိဗ္ဗာန်ကိုရတဲ့သူဆိုတော့ကျတော့ဆရာတို့ဒီနေ့မှာဆိုရင်ကတော့ဥစားကို one who attain နဲ့ပြန်လိုက်တယ်ဟုတ်တယ်နော်ဒီ setting ကတော့မှာတော့ goals နဲ့ပြန်တော်လဲပဲဆရာတို့သူ့ကိုအဓိပ္ပာယ်ရထားနဲ့ပြောရင် takes နဲ့သွားတယ်လို့ပုံစံမျိုးဒီမှာလည်းပဲ one who attains ဆိုတော့ present attained ဆိုတော့ past will attain ဆိုတော့ future ဟုတ်တယ်နော် one who attain or attained or will attain the deathlessness ဆိုတော့နိဗ္ဗာန်ကိုပြောပါတယ်နိဗ္ဗာန်ဒါကြောင့်မလို့အဲ့ဒီပုဂ္ဂိုလ်ကဆရာတို့အမတင်ကတော့ဆိုတာကအမြိုက်နိဗ္ဗာန်လို့ပြောတာပေါ့နော်ဆရာတို့မြန်မာလိုဆိုအမြိုက်နိဗ္ဗာန်လို့ပြောတာ
နာမမဟုတ်ရင်တေခြင်းကင်းရာနိဗ္ဗာန်ကိုရရှိတဲ့သူရရှိပြီးတဲ့သူရအောင်မဲ့ပုဂ္ဂိုလ်အဲ့ဒါကိုအမတင်ကတော်လို့ပြောပါတယ်ရမယ်နော်ကဲအဲဆိုတော့ဇာတို့ဒီပုဂ္ဂိုလ်ဆိုရင်လည်းပဲစရဏင်ကတော်လို့ပုံသဏ္ဍာန်ဝိကျုဆိုမှာဆိုတော့ကဲတခါကြီးတို့ဒီမှာကိုယ့်ဘာလို့ဆိုကြည့်ကြမယ်ဘယ်လိုဆိုမလဲမတင်ကတော့ကဲတခါကြီးတို့ဒီမှာတို့ဆိုကြပါအောင်တခါကြီးဥဟန်တို့ဆိုခိုင်းတခါကြီးဥဟန်တို့ဒီအမတင်ကတော့ဆိုတဲ့ပုံကလေးကိုစရဏင်ကတော့လို့ပုံစံမျိုးလေးတခါကြီးဝိကျုဆိုကြည့်မယ်နော်ဒီပုံစံမျိုးလေးဝိကျုဆိုကြည့်မယ်တခွဲဆိုလဲရတယ်တခါတည်းပေါင်းဆိုလဲရတယ်တခါကြီးကြိုက်တယ်လို့ကိုကြိုက်တယ်လို့ဆိုလို့ရတယ်ဟုတ်ပြီနော် မတန်ကတော့ ဟုတ်ကဲ့ အမတန်ကတော့စရ ဟုတ် အမတန်ကတော့ မဟုတ်သေးအဲ့ဒါကသမဝိဂျိုတခါကြီးအခုကကိတန္တာသမကိတ်ပုတ်ကိတ်ဝိဂျိုဆိုမှာကိတ်ဝိဂျိုဆိုမှာဟုတ်တယ်နော်ကိတ်ပိုင်းဆိုတော့ဟုတ်တယ်နော်ကိတ်ဝိဂျိုဆိုမှရမယ်အဲ့ဒီခုနကတခါကြီးဆိုတဲ့ဒါသမဝိဂျိုဒီနေရာမှာအကျိုးမဝင်ဘူးကိတ်ပုတ်ကိတ်ဝိဂျိုဆိုမယ်တခါကြီးနော်ဘယ်လိုဝိဂျိုဆိုမှာလဲဒီဟာလေးစတိတွေမှာဟာလေးလေးလုပ်ပေးထားတယ် အမတန်ကိချတီတီအမတန်ကတော့ ဟုတ်ပြီဒါ present ဟုတ်ပြီ past နဲ့ဆိုကြည့်မယ် အမတန်ကိချီတီ အကချီတိ အမတန်က ဟုတ် တော့ ပြီအကချီနော်အမဒန်အကချီတိအမဒင် အကိချီတီအ ဟု မ တ် တ ပြီ န်က နောက် တော့ future အမတန်ကိချတီ ကချိတ်စတိတိ ကိချိစတီတီအမတန်ကတိကတော့ ဟုတ်ပြီတခါကြီးအဲ့ဒါဆိုတော့သုံးခုလုံးပေါင်းပြီးဝိဇ္ဇုဆိုကြည့်မယ်သုံးခုလုံး present future past အားလုံးပေါင်းပြီးတော့ဝိဇ္ဇုဆိုမယ်ဒီဟာလေးပဲဒီပုံစံလေးပဲဟုတ်ပြီနော် အမတန်ကိချတီအကိချီကိချိစတီတီအမတန်ကတော့ ဟုတ်တယ်မခတ်ဘူးဟုတ်တယ်နော်စရဏင်ကတော်ရရင်အမဒင်ကတော်လေးရတယ်အမနဲ့အမတနော်အမတဆိုတော့နမတသေခြင်းကင်းရဆိုတော့နမတနဲ့တော့အမဒင်ကတော်လို့ဆိုတော့တိတိကျကျဖတ်မယ်ဆိုအမဒင်ကတော်လို့ဖြတ်ဖတ်ရမယ်နော်ဆိုတော့ဆိုတော့မသေးအောင်ပြောချင်တာဆိုတော့လေအမတဆိုတော့အမတပေါ့နော်အဲ့လိုလေးဖတ်ရင်ပိုကောင်းတာပေါ့ရမယ်နော်โอเคကဲအဲ့ဆိုတော့ဒါရတယ်နော်လွယ်တယ်နော်ဟုတ်ပြီနော်โอเคနောက်တစ်ခုဘာသွားမလဲဆိုတော့ ဒါကတော့ဂန်တက်ပေါ့ဂမှုတက်ကိုပြောတာဟုတ်တယ်နော်ဂမှုတက်ကိုပြောတာပေါ့ပထမဥစ္စာတော့ဘုဒ္ဓတက်ပေါ့ဟုတ်ပြီနော်နောက်သူကအာတိနဲ့ဘာတက်ကိုယူလိုက်မလဲဆိုတော့ဇာနာတိအဂျာနိဂျာနိစတိတိညာတော်တဲ့ဟုတ်တယ်နော်ညာတော်ဆိုတဲ့ပုံကလေးညာတတခါတို့ကညာတဆိုတဲ့ဥစ္စာကိုများသောဖြင့်တွေးခဲ့တာကဘာလေးနဲ့တွေးခဲ့တာလဲသက်ပါတိစီပဲနဲ့တွေးခဲ့တာဟုတ်တယ်နော်ညာတဆိုတဲ့ဥစ္စာလေးလေတရုညာတတဆိုပြီးတော့ဒါတို့ဒီမှာညာသားမြင်တွေ့ခဲ့တာညာတဆိုရင် known အနေနဲ့တွေ့ခဲ့တယ်ဟုတ်တယ်နော် known လို့ unanswered တို့အဲ့ဒီပုံစံမျိုးနဲ့တွေ့ခဲ့တယ်ဒီနေရာမှာညာတက person ဝေညွှန်းတယ်ဟုတ်တယ်နော် person ညွှန်းမှာဂျာနာတိ he knows အာဂျာနိဆိုတော့ဒါ past tense နဲ့ he knows ဟုတ်ပြီနော်ဂျာနိစတိတိဆိုတော့ဂျာနိစတိဆိုတော့ he will know ဒါကြောင့်မို့လို့ therefore he is called ညာတဆိုတဲ့နေရာမှာ one who knows or knew or will know တည်တဲ့ပုံကိုတည်ခဲ့ပြီးတဲ့ပုံကိုတည်အောင်မဲ့ပုံကိုအဲ့ဒါကိုညာတလို့ခေါ်ပါတယ်ဒါလေးရတယ်အဲ့ဒါနော်ညာတလို့ခေါ်တယ်ဒါမှမဟုတ်ရင် person မီညွှန်းမဲ့တဲ့ state တွေပေါ့ state တွေဆိုတာက met တွေပါညွှန်းနေဆိုရင်လည်းပဲ it know ဆိုတော့ဒါ met ကိုပြောတာပေါ့နော် met ဒီဝိပဿနာတရားတွေအားထုတ်တဲ့နေရာမှာသူကတည်အောင်မယ်ဘာတွေသိမှလဲဆိုနိဗ္ဗာန်တို့ဘာတို့အဲ့ဒီဥစ္စာသိမယ်ပေါ့အဲ့ဒီပုံစံမျိုးလေးပြန်လို့ရတယ်ဒါပေမဲ့ဒီနေရာမှာတော့ဆရာတို့ person နဲ့ပြောလိုက်တယ်ညာတအောင်လေနော်one who knows ပေါ့ one who know သိတဲ့သူ one who knew သိခဲ့တဲ့သူ one who will know သိအောင်မဲ့ပုံအဲ့ဒါကိုဆရာတို့ညာတလို့ခေါ်ပါတယ်ဒီနေရာမှာရမယ်နော်ကဲအဲ့ဆိုတော့ညာတဆိုတဲ့ဥစ္စာလေးရတယ်ပဲဆရာတို့ဒီမှာဆိုရင်မခံဘူးဂျာနာတိအာဂျာနိဂျာနိစတိတိကာနာသုံးပါးနဲ့ဥယျဆိုပြီးတော့ညာတော်ဆိုပြီးတော့ဆရာတို့ပြီးသွားတယ်ဒီညာတော်ကကြတော့လုံးဝကိုကိတန္တသမတ်ပုံမဟုတ်ဘူးသူကကြဘာပုံလဲကိတ်ပုံတသက်ကလေးပဲ only ဒီသူကကြကိတ်တီးတန်ကလေးပဲသမတ်ပုံနဲ့မယုံနေဘူးဟုတ်တယ်နော်သမတ်ပုံနဲ့ယုံနေတယ်ဆိုတာကဒီမှာဆိုအမတန်စရဏံဟုတ်တယ်နော်ဒီလိုပုံစံမျိုးတွေယုံနေတဲ့အတွက်သူတို့ကိတန္တသမတ်လို့ပြောတာဟုတ်တယ်နော်ဒီညာတော့ဆိုတဲ့ဥစ္စာမှာတော့လုံးဝကိုတီးတန့်ကိတ်ပါပဲကိတ်ပုတ်ကလေးပဲရမယ်နော်ညာတဆိုတဲ့ပုတ်ကလေးကဘာမှထူးလုပ်စရာမလိုဘူးညာတက်တာ surface ညာတက်ဒါကလေးပြီးတယ်ရမယ်နော်ကဲအဲ့ဆိုတော့ဒီ grammatical မှာပြောတဲ့ ta surface ဒီဘယ် voice မှာလဲဆိုရင် at the voice
active voice မှာသုံးတဲ့ past suffix ဟုတ်ပြီနော် active voice မှာပဲသုံးတဲ့ past suffix ပြီးလို့ရှိရင်ဘယ် tense တွေမှာသုံးတယ်ဆိုရင် past present future ကာလသုံးပါးလုံးမှာအသုံးပြုလို့ရတယ်ဟုတ်ပြီနော်ကဲဒီ grammar တွေတို့ဒီတခါတို့ဒီမှာတို့ဒါမတွေးခဲ့ဘူးသေးတယ်တခါမှဒီပုံစံမျိုးမကြားဇာတိတို့ထင်တယ်ဇာတိထင်တယ်ဒါလေးမ easy မှာပါညာမတွေးဘူးသေးလောက်ဘူးဒီ task suffix ရဲ့ဒီပြောခြင်းတဲ့အဓိပ္ပာယ်လေးဒီ sense ရှိတယ်ဆိုလို့ဇာတိမတွေးဘူးသေးလောက်ဘူးဟုတ်တယ်နော်ဒါ traditional နည်းမှာပဲပြောတဲ့ဒါ task suffix ရဲ့ဒါ explanation မှာဇာတိတို့ traditional နည်းမှာ task suffix ကို detail ပြောတယ် detail ပြောတယ်ဆိုတဲ့နေရာမှာဇာတိတို့ active voice passive voice ပြောတယ်ဟုတ်တယ်နော်ပြီးလို့ရှိရင်သူတို့ရဲ့ဒီ tense ကိုပြောပါတယ် past လည်းမကဘူး present future တွေပါပါတယ်ဆိုတဲ့ပုံစံမျိုးလေးဒီဆိုတော့ traditional နည်းမှာပဲဒီလိုပုံစံမျိုးလေးရှိတယ်။ပါဠိမေးစီမှာလည်းဒီဥစ္စာမပြောဟုတ်တယ်နော် Okay ကဲအဲ့ဆိုတော့ task suffix လေးရမယ်နော် task suffix ကဲဒါတို့ဒီမှာအဲ့ဆို task suffix ကအစအဲ့ဆိုရင်ဆိုလို့3မျိုးရှိမယ်ဟုတ်တယ်နော် task suffix 3မျိုးရှိမယ်ဆိုတော့ရှေ့ပိုင်းနေမှာဆိုလို့တစ်ခါပြောခဲ့ပူသေးတယ်ထင်တယ်ဆောတော့အဲ့ဒါကလည်းညောင်းတော့စရိပြအဲ့ဒီမတန်ကတော့ကြတော့ဆိုတော့လေသူကကာမဓာရီလားအဲ့လိုဒါမှမဟုတ်လေ သူက separate तू ကကြတော့ကမ္မဒါရရတော့မဟုတ်ဘူးတခါကြီး तू ကနပြမနောအတမနောနပြမနောအပြမနောပုံစံမျိုးတခါကြီးနပြမနောအပြမနောပုံစံမျိုး तू ကဘယ်နဲ့သွားမလဲဆိုတော့ separate ထဲမှာပါမှာတခါကြီးတဲ့နော် separate ထဲမှာပဲပါမှာပဲဟုတ်တယ် separate ထဲမှာပဲပါမှာပဲနပြမနောအပြမနောတခါတို့တယ်မလို့ဒါတွေးဘူးတယ်နော်နပြမနောအပြမနောနသမနောအသမနောလေအဲ့ဒါတွေးဘူးတယ်နော်ဟုတ်တယ်မလားဇာလေးလေးခဏလေးတစ်ချက်ပြန်ကြည့်အောင် မလောက်တာတော့ ဟုတ်တယ်တခါကြီးနမနုသောအမနုသောဟုတ်တယ်နော်နဒီနနဲ့စရလေနအဋ္ဌိဟုတ်တယ်နော်နအဋ္ဌိအနတ္ထိအဲ့ဒီပုံစံမျိုးပြီးရင်နဝိကတောအဝိကတောအဲ့ဒီပုံစံမျိုးအဲ့ဒီနနဲ့ဥစ္စာတွေအများကြီးရှိတယ်နနေကြံအနေကြံဟုတ်တယ်နော်နနေကြံအနေကြံနေကြဆိုတာမြဲတာမမြဲဘူးဆိုတော့နနေကြံအနေကြံအနတ္တဆိုရင်လည်းပဲနအတ္တအနတ္တအတ္တမဟုတ်တာဟုတ်တယ်နော်အတ္တမဟုတ်တာကိုဆိုတော့အနတ္တလို့ပြောတာဟောနအတ္တအနတ္တအဲ့ဒီပုံစံမျိုးတွေဒီနနဲ့ဒါစနေတို့ဒါ definition ပြောတဲ့ဥစ္စာတွေပေါ့ဟုတ်တယ်နော်အဲ့ဆိုတော့ဥပေတပုရိစာဆိုတဲ့ပုံစံမျိုးစနေတင်တဲ့ဒီဥစ္စာကတပရိသမတ်ထဲမှာပဲစနေတို့ပြောအောင်ပါပဲဟုတ်တယ်နော်နောက်တစ်ခုရှိတာကဘာလဲဥပေတပုရိစာဆိုတော့သူဥပေနှစ်ခုနော်ခဏလေးနော်ဒီကုနဲ့ကမ္မဒါရိယတွဲထားတဲ့ဥစ္စာကိုစတို့တပရိတ်ပြောတာဟုတ်တယ်နော်ဒီကုကမ္မဒါရိယဆိုတော့ကမ္မဒါရိယတော့လုံးဝမဟုတ်ဘူးဒီကုပုံစံမျိုးဒီကုဥစ္စာခဏလေးအဲ့ဒါတပရိတ်သမတ်ထဲမှာပဲစတို့ဒါပြောလို့ရရနော်နာတပရိတ်သမတ်ထဲမှာပဲအကျုံးဝင်သွားမှာပဲတပရိတ်သမတ်ပေါ့တပရိတ်သမတ်ထဲမှာပဲအကျုံးဝင်နေပေါ့နော်ဒါပေမဲ့သူကတီးတဲ့တင်နေဆိုရင်တော့မပြောလဲဆိုတော့ဗာလဲဒီကုနဲ့လည်းပြောတယ်ဒီကပဲရောက်သွားရင်တခြားမတွေ့တော့โอเคကဲထားလိုက်တော့ဒီမှာဆိုလို့ရှိရင်စတို့ဒီကုမဟုတ်ဘဲနဲ့ဟိုတပရိတ်သမတ်ပဲစတို့မှတ်မယ်နော်တပရိတ်သမတ်လို့ပဲမှတ်လိုက်ရင်တော့ပိုကောင်းပါတယ်ဟုတ်တယ်နော်တပရိတ်သမတ်ပဲနစမနောအစမနောတို့နပြမနောအပြမနောနဝိကတောအဝိကတောအဲ့နနေကျန်အာနေကျန်နအတ္တအနတ္တအဲ့ဒါတွေအကုန်လုံးဟုတ်ပြီနော်စတို့ဘာပဲမှတ်မလဲဆိုလို့ရှိရင်ဒါဟိုပါပေါ့တပရိတ်သမတ်လို့ပဲမှတ်လိုက်မယ်ဟုတ်ပြီနော်ကဲအဲ့ဆိုတော့ task suffix ကိုစတို့ဒီနေရာမှာ conclude လုပ်မယ်ပေါ့နော် task suffix ကို summarize လုပ်တာပေါ့နော် conclude မဟုတ်သေး summarize လုပ်မယ်ဆိုတော့ဒီ task suffix ကစတို့ပြီးခဲ့ပထမဆုံး introduce လုပ်ခဲ့တဲ့အရာဆိုလို့ရှိရင်ဘယ် tense လဲဆိုရင် past tense only ပဲဟုတ်တယ်နော် past tense only ပဲသုံးတယ်ပြီးရင်ဘာ voice လဲဆိုတော့ကြတော့ဒီပထမ grammatical အရာဆိုရင်ကတော့ active voice ဖြစ်မယ်ဒုတိယ grammatical ဘာဝကံမေစုတဆိုတဲ့ grammatical အရာဆိုရင် passive voice ပေါ့ voice နဲ့သုံးမယ်ဆိုရင်တော့အဲ့လိုပုံစံမျိုးရှိမယ်ဟုတ်ပြီနော် task suffix
ရမယ်နော်ကဲအဲ့ဆိုတော့ task suffix ကိုပြောရကြတော့ active voice ဆိုတဲ့နေရာမှာပထမဆုံးပြောတဲ့ grammatical rule အရာလည်းရတယ်ဟုတ်တယ်နော် passive voice ဆိုတာကတော့ဒုတိယ grammatical rule ပေါ့ဘာဝဆိုတာလည်းထည့်လို့ရတယ်ဟုတ်ပြီနော်ကဲအဲ့ဆိုတော့နောက်တစ်ခုကကြတော့တဝန်တုတာဝီကတော့ထားလိုက်တော့ဟုတ်ပြီနော်တဝန်တုတာဝီဒီနေရာမှာမပြောတော့ဘူးတဝန်တုတာဝီကဟိုရှေ့မှာပြောခဲ့ရှေ့မှာနဲ့ဆိုင်တာဆိုတော့ဒီနေရာမှာမပြောတော့ဘူးဒါလေးဖြတ်လိုက်တော့နော်ကဲနောက်တစ်ခုပါရှိမလဲဆိုတော့tense နဲ့ပြောမယ် tense နဲ့ပြောမယ်ဆိုတော့ task suffix ကိုစတို့ဘာပြောလို့ရလဲ present future past သုံးမျိုးပြောလို့ရတယ်ပါဖတ်ကတော့ထားလိုက်တော့ဟုတ်ပြီနော် present future past သုံးမျိုးလုံးဒါပြောလို့ရတယ်ဟုတ်ပြီနော်အဲဆိုတော့ task suffix ဒီ active voice လည်းရတယ် passive voice လည်းရတယ်ပြီးရင် tense နဲ့ပြောမယ်ဆိုရင် past နဲ့မကဘူး present future ပါရတယ်ဟုတ်ပြီနော်အဲ့လိုလေးမှတ်ထားမယ်အဲများသောအားဖြင့်တော့ task suffix သုံးပြီဆိုလို့ရှိရင် dictionary တွေမှာရောစတဲ့တို့ဒီမှာဆိုလို့ရှိရင်ဗာလဲဒီ text တွေတော်တော်များများတွေမှာရော grammar တွေမှာရောက task suffix ကိုဖော်ပြတဲ့နေရာမှာဘာနဲ့ပဲဖော်ပြတာများလဲဆိုရင် past participle past participle နဲ့ပဲပြတာပြောတာများတယ်ဟုတ်တယ်နော် past participle ပဲပြောကြရတယ်မှန်တယ်ကတော့ past participle နဲ့မကပါဘူး present future ပါရတယ်ပေါ့အဲ့လိုလေးတော့မှတ်ပေးထားမယ်ရမယ်နော် okay ကဲအဲ့ဆိုတော့ဒါ task suffix သုံးမျိုး task suffix ဒါ task suffix ရတာရှိတဲ့ဥစ္စာလေးတွေဟုတ်ပြီနော်ကဲအဲ့ဆိုတော့နောက် task suffix ကိုဇာတ်တို့ပြောပြီးပြီဆိုတော့ဒီအမှန်တကယ် data suffix ဆိုတာဇာတ် arrangement လုပ်တဲ့နေရာမှာခုနကဇာတ်ပြောပြီးတာကာနာသုံးပါးနဲ့မှာပြောမယ်ဆိုပြီးဇာတ်အဲ့ဒီတော့ထည့်လိုက်တော့နေရာလေးတော့မကြအောင်ဖြစ်သွားတယ်အမှန်တကယ်ဒီ grammatical ကိုဇာတ်တို့ဘယ်မှာပြောတင်လဲဟိုရှေ့ဆုံးမှာပြောတင်တယ်ဟုတ်တယ်နော်ရှေ့ဆုံးလေးမှာဘာဝကံမီစုတမပြောခင်နေပြောရင်ပိုကောင်းခဲ့တယ်ဟုတ်တယ်နော်ထားလိုက်တော့နောက်ကြမှာဇာတ်တို့ပြန် arrange လုပ်တော့မယ်โอเคကဲအဲ့ဆိုတော့နောက်ဘာလာမလဲဆိုတော့ဒီနေရာမှာလည်းပဲထားလို့ရတယ်ဘာလို့ထားလို့ရတာလဲဆိုတော့ကြတော့ပထမ grammatical တို့တော့က game ဟုတ်တယ်နော် gador တို့ surname gador တို့အမတင် gador တို့အဲ့ဒါတွေပါခဲ့တယ်အဲ့ဒီပုံတွေပါခဲ့တဲ့အတွက်အဲ့ဒီပုံတွေကို apply လုပ်ဖို့ရဒီ grammatical တို့လာမှာဂမခဏဟနရမဒီနမန်တိုဆိုတဲ့ဒီ grammatical တို့လေးစလို့ apply လုပ်ရမယ်ဟုတ်တယ်နော်မနေ့ကမှုပေါ့ဂမှုစတို့ဒရုကံကိုပြောတဲ့နေရာမှာ traditional နည်းအရာဆိုရင်ဂမှုတက်လို့ပြောတယ်ဒါပေမဲ့ဒီနေရာမှာဂမတက်လို့ပြောလိုက်တယ်ဘာကြောင့်ဂမလို့ပြောလိုက်တာလဲဆိုရင်ဟနတို့ခဏတို့ ਨੇ သွားပြီးညီးစေနေလို့မို့အဲ့လိုပြောလိုက်တာဒါပေမဲ့အဲ့ဒီဥစ္စာက modern method မှာတော့ final vowel တွေမပါဘဲနဲ့ပြောတာဆိုတော့ပိုရှင်းတယ်ဂင်ခံဟန်အဲ့ဒီပုံစံမျိုးပြောတာလေနော်โอเคကြအဲ့ဒါဆိုထားလိုက်မယ်ဂမခဏဟနရမဒီနာမန်တိုဒီ grammatical ကဘာပြောတာလဲဆိုလို့ရှိရင်နောက်က suffix ta suffix တို့ t suffix တို့ရှိခဲ့ရင် one the suffix ta or t fall လို့ဟုတ်ပြီနော် ta suffix t suffix တွေရှိခဲ့ဒီနေရာမှာ ta နဲ့မကောက် t ပါပြောတယ် t suffix ကကြတော့တကားတို့တော့နောက် chapter မှာပါလိုက်မယ်နော် t suffix တော့ကတော့ဒီနေရာမှာမဆွေးနွေးတော့ဘူးဒီနေရာမှာစာလို့ဘာမှတ်မလဲဆိုရင် ta suffix ပေါ့ဟုတ်ပြီနော် t suffix ကနောက်ကြလာလိုက်မယ်ta suffix တို့ t suffix တို့နောက်ကရှိခဲ့ရင် the last consonant of the final ပါနော် the final consonant of the final consonant of the roots နော်ပြီနော် that တွေရဲ့ final consonant ဘယ် that တွေရဲ့ final consonant လဲဆိုလို့ရှိရင် gam တို့ဟုတ်ပြီနော်ခဏတို့ဟနတို့ rama ram တို့ပေါ့နော်ဒီ that တွေရဲ့ final consonant ကဘာဖြစ်သွားမလဲဆိုရင် elation ဖြစ်သွားမှာဒီ grammatical ဒီလိုပုံစံမျိုးဒီတခိုင်းတို့တို့ဒါပါဠိမ easy မှာတွေဒီ moral method မှာလည်းဒါတွေ့ခဲ့ဘူးပြီးသွားပြီဓာတ်တွေရဲ့ဟုတ်တယ်နော်ဓာတ်တွေရဲ့ final consonant က ta suffix ရှိခဲ့လို့ရှိရင် elation လုပ်တယ်ဆိုတာလေးတခိုင်းတို့တက္ကမကြီးတို့ဒါတွေ့ခဲ့ပြီးပြီစီနော်ဒီလိုပုံစံမျိုးတွေကလေနော်ကဲအဲ့ဆိုတော့ဒီ gam ဆိုတော့ကတ္တအတွက်ပေါ့ဟုတ်တယ်နော်ကတ္တအတွက်ဒီမှာဆိုရင်ကတ္တအတွက်လေးစတို့အသုံးပြုတာပေါ့ဟုတ်ပြီနော်ကဲအဲ့ဆိုတော့ဒီမှာကြတော့ဒီပြီးခဲ့တဲ့ grammatical rule ပေါ့အမေတို့ပြီးခဲ့တဲ့ grammatical rule က example တွေသွားကြည့်ကြည့်မယ်ပြီးခဲ့တဲ့ grammatical က example တွေမှာဆိုလို့ရှိရင်ဒီ surname ကတော့မှာ gan ဟုတ်တယ်နော် gan လေးရှိတယ်အဲ့ဒီ gan လေးကစတို့အခုဒီ grammatical rule အရာဘာလုပ်မလဲ elation လုပ်မှာဆိုတော့ gan ကဘာပဲကျန်ပါလဲဂပဲကျန်ပဲဒါကြောင့်မို့လို့ surname ကတော့ဆိုပြီးတော့ဂါကလေးပဲဖြစ်သွားတာဟုတ်တယ်နော်ဘာလို့ဂါကလေးပဲဖြစ်သွားတာလဲဆိုရင်နေဒီတဲ့ရဲ့ final consonant ကိုစတို့ elation လုပ်လိုက်လို့ဘာကြောင့် elation လုပ်တာလဲဆိုရင် ta suffix ကြောင့်မဟုတ် elation လုပ်လိုက်တယ်ဟုတ်ပြီနော်အဲ့ဒီဥစ္စာကို grammatical တို့ကပြောတာလဲဆိုရင်ဂမခဏဟနရမဒီနာမန်တိုဆိုတဲ့ grammatical တို့ကပြောတာရမယ်နော်โอเคအဲ့လိုပုံစံမျိုးအမတင်ကတော့ဆိုရင်လည်းအတူတူပဲ the root gam ရဲ့ final letter လေးကဘာလို့မလဲ elation လုပ်မယ်ဆိုတော့ gam ဘာလေးပဲကျန်မလဲဂါကလေးပဲကျန်မယ်ရမယ်နော်ဒါကိဒနာသမပုတ်တွေဖြစ်နေလို့ကိဒနာသမပုတ်တွေမဟုတ်ဘဲနဲ့ကတော့တက်ကလေးပဲ
ကတော့ဆိုတဲ့ပုဂ္ဂလိတက်တဲ့အတိုင်းပဲဆိုရင်အဲ့ဒီတိုင်းပဲဆရာတို့ဒါပြောရမှာပဲဟုတ်တယ်နော်ကတော့ဆိုတဲ့ပုဂ္ဂလိပေါ့ဒီမှာပဲပြောမလဲဒီမှာပဲပြောလိုက်တော့နော်ကတော့ only တည်တတ်မယ်နော်ကတော့ဆိုတဲ့ပုဂ္ဂလိအတွက်ဆိုရင်လည်း can တရု can ပြီးရင်တဆက်ဖက်ကြောင့်မလို့ဆရာတို့ဒီ can ကဘာပြောင်းသွားမလဲနေဒီမလက်တာကြီး addition လုပ်လိုက်ပြီးတော့ကတ္တဖြစ်သွားမယ်ဟုတ်တယ်နော်ကတ္တပေါ့ရမယ်နော်ဒီဥစ္စာကကတ္တအတွက် only ပဲရတယ် only စာတို့ပြောပြထားတာဒီသူနဲ့တွဲရက်ရှိတဲ့ပုံတွေပါခဲ့ရင်လည်းပဲအတူတူပဲဘလိုင်းလို့ရုံလေးပဲဒီ preceding word ပါခြင်းမပါခြင်းလေးပဲကိုယ်ရတယ်ကျန်တာတွေကဒီသူ့ date တစ်ခုတည်းပဲယူပြီးလို့လည်းပြောလို့ရတယ် preceding word တွေပါပြီးလို့လည်းပြောလို့ရတယ်ဘလို့ပြောအတူတူပဲဘလိုင်းလို့တာဒီပုံစံလေးပဲဘလိုင်းလို့အောင်ရတယ်နော်โอเคကဲအဲ့ဆိုတော့နောက်ပါရှိမလဲဒီမှာကျတော့ဒီ grammatical rule မှာကျတော့သူကတစ်ခုတည်တံ့ထုတ်ပြထားတယ်စုကတော်ဆိုတဲ့ဥစ္စာလေးထုတ်ပြထားတယ်ဟုတ်တယ်နော်စုကတော်ဘာဖြစ်လို့စုကတော်လို့ခေါ်တာလဲစုကတော်ဆိုတာမြတ်စွာဘုရားရဲ့ဒါတည်တံ့ဒါမြတ်စွာဘုရားစဉ်းနှံ့ပဲဟုတ်တယ်နော်မြတ်စွာဘုရားဟိုဇာတို့ဒီဗုဒ္ဓကိုပြောတဲ့နေရာမှာဗုဒ္ဓဆိုတာလည်းမြတ်စွာဘုရားဘဂဝါကလည်းမြတ်စွာဘုရားပဲဟုတ်တယ်နော်ဒီဘယ်လိုပြောမလဲစမစံဗုဒ္ဓဆိုတာလည်းမြတ်စွာဘုရားကိုပြောတာမြတ်စွာဘုရားဒါ attribution တွေပေါ့ဟုတ်တယ်နော်အဲ့ဆိုတော့အဲ့ဒီထဲမှာစုကတော်ဘာဖြစ်လို့စုကတလို့ခေါ်တာလဲဟုတ်တယ်နော်ဘာဖြစ်လို့စုကတလို့ခေါ်တာလဲဆိုလို့ရှိရင်စုံဒရံနိဗ္ဗာန်ကัจฉတိတိစုကတော်ဟုတ်တယ်နော်သူကတော့ဒါ present အနေနဲ့ဆိုထားတယ်ခုနကစာတို့ပြောခဲ့တဲ့ grammatical rule အရာဆိုလို့ရှိရင် present ရတယ် past ရတယ် future ရတယ်သုံးမျိုးလုံးရတယ်နော်အဲ့လိုတော့မှတ်ပေးထားနော်သုံးမျိုးလုံးရတယ်အဲ့လိုတော့မှတ်ပေးထားမယ်ဒီမှာတော့ဒါပေမဲ့ဒီ grammatical rule အရာကတော့သူကဒီ grammatical rule ထဲမှာပေါ့နော်ဒီ grammatical rule ထဲမှာတော့သူက present တစ်ခုတည်းပဲဆိုပြထားတယ်ဒါပေမဲ့တခါတို့ဒီမှာမှတ်ရမှာက present future past သုံးမျိုးလုံးရတယ်လို့မှတ်ပေးထားမယ်ဟုတ်ပြီနော်စုံဒရံနိဗ္ဗာန်ကัจฉတိတိစုကတောစုံဒရံကောင်းသောနိဗ္ဗာန်နိဗ္ဗာန်သို့ကัจฉတိသွားတတ်၏ဒါကြောင့်မို့လို့စုကတောစုကတာလို့ခေါ်တယ်မြတ်စွာဘုရားဘာပြောလို့စုကတာလို့ခေါ်တာလဲဆိုရင် he goes to the good ဆိုတာ excellent လို့ပြောတာပိုကောင်းမယ်နော် excellent နိဗ္ဗာန်ကောင်းမြတ်တဲ့နိဗ္ဗာန်သို့သွားတတ်တယ်ဒါကြောင့်မလို့ so that he is called စုကတာဒါကြောင့်စုကတာလို့ခေါ်တာစုကတာဆိုတာလေမြတ်စွာဘုရားကိုရည်ညွှန်းပါတယ်ဒါကြောင့်မလို့ the Buddha who goes to the excellent နိဗ္ဗာန်ဟုတ်ပြီနော်ဒါစုကတာရဲ့အဓိပ္ပာယ်ပဲရမယ်နော် okay ကဲစုကတာ okay စုကတာရပြီနော်အဲဆိုတော့စုကတာရဲ့ definition ကဒကာကြီးတို့ဒီမှာခုနဒီမှာတော့ present အနေနဲ့ဆိုထားတော့လဲပဲကာလသုံးပါးလုံးနဲ့ဆိုမယ်ဆိုရင်စုံဒရံနိဗ္ဗာန်ကัจฉတိအာဂချိဂัจฉิစတိတိစုကတောအဲ့လိုလေးဆိုမယ်သုံးမျိုးလုံးဆိုမယ်နော်သုံးမျိုးလုံးဆိုလို့ရတယ်နော်ဟုတ်ပြီနော်โอเคကဲအဲ့ဆိုတော့စုကတောဘယ်လိုပြောလဲဆိုရင်စု prefix the root can ပေါ့ can ကနေဘာပြောင်းသွားမလဲခါကလေးပဲပြောင်းသွားမယ်ဘာကြောင့်ပြောင်းသွားလဲဆိုရင်မလက်တာကလေးက elation လုပ်လိုက်လို့မို့တပစ္စည်းကြောင့်မလက်တာလေး elation လုပ်လိုက်တယ်ဒါကြောင့်မို့လို့စုကတရမယ်နော်စုကတโอเคကဲအဲ့ဆိုတော့နောက်တစ်ခုကကျတော့စုကတိပေါ့စုကတကကျတော့မြတ်စွာဘုရားကိုပြောချင်တာပတ်ဆောင်ကိုပြောချင်တာเนาะဒီနေရာမှာတော့စုကတိဘာဖြစ်လို့စုကတိခေါ်တာလဲစုကတိရဲ့ definition ကဒါလေးပဲဟုတ်ပြီနော်စုကတိဒီစုကတိကြတော့လည်းပဲဆရာတို့ဒီ destination ပေါ့ destination တွေပြောတဲ့အခါမှာကြတော့ဆရာတို့စုကတိဒုက္ကတိအဲ့ဒါပေါ်နေမျိုးပြောတယ်ဟုတ်တယ်နော်အဲဆိုတော့ဒီနေရာမှာကြတော့စုံဒရံနိဗ္ဗာန်ကัจฉတိဒီစုကတိဒီစုကတိကလေးကဒီနေရာမှာပါစံကိုရည်ညွှန်းတယ် destination place ကိုမရည်ညွှန်းဘူးအဲဒါလေးဒီထူးခြားချက်ကလေးဒီနေရာမှာမှတ်ပေးထားမယ်နော်တခါတို့ဒီမှာတို့တွေ့ဖို့တဲ့စုကတိဒုက္ကတိဟုတ်တယ်နော်စုကတိပြီးရင်ဒုက္ကတိအဲ့ဒီပုံတွေမှာတော့ကြတော့ destination place ကိုပြောတယ်ဟုတ်တယ်နော် place ကိုရည်ညွှန်းတယ်စုကတိဆိုရင်ဆိုတော့ happy state ဟုတ်ပြီနော် happy destination ပေါ့အဲ့လိုလေးပြန်လိုက်တော့ happy destination ဟုတ်တယ်နော်ဒုက္ကတိဆိုရင် unhappy destination ပေါ့ဟုတ်ပြီနော်ဒုက္ကတိဆိုတော့အပယ်လေးပုံကိုပြောပါတယ်အပယ်လေးပုံဆိုတော့ဒါ happy state မဟုတ် unhappy state ဟုတ်တယ်နော် unhappy destination အဲစုကတိဒုက္ကတိပြောတဲ့နေရာမှာဆက်လို့ place ကိုရည်ညွှန်းတယ်ဒါပေမဲ့ဒီ grammatical rule မှာပြောထားတဲ့စုကတိဆိုတဲ့ပုဂ္ဂလိကကြတော့ person အမှန်တော့ person ဒီမှာ a happy state လို့ဇာတိဘာသာပြန်ထားတယ်နော်ဘာသာပြန်ထားတော့လဲပဲအမှန်ကတော့ဒီပုဂ္ဂလိဒီ person ကိုရည်ညွှန်းထားတဲ့ပုဂ္ဂလိဟုတ်ပြီနော်ဘယ်လိုရည်ညွှန်းလဲဆိုလို့ရှိရင်
Sukati Sundaran Nibana Gachati he goes ဟုတ်တယ်နော် he goes to the excellent Nibana ဒါကြောင့်မလို့ he is called Sukati အဲ့တိုင်းပြောတာ Sukata လို့ပုံစံမျိုးစကားလို့ဘာသာပြန်ရမှာဒါလေးရလေဟုတ်တယ်နော် Sukata လို့ပုံစံမျိုးဘာသာပြန်ရမှာဒါပေမဲ့စာလေးကဟိုညာတော့ပြန်တွေ့နေကြဥစ္စာတွေက Sukati Dogati ဆိုတာတွေက place ကိုရည်ညွှန်းတဲ့အတွက်စာလေး happy state လို့ပဲပြန်ထားတာအပြည့်စုံပြန်ရမယ်ဆိုရင် he goes one who goes to the excellent state excellent nibbana is called Sukati အဲ့တိုင်းပြန်ပါ Sukata လို့ပုံစံမျိုးဘာသာပြန်ရမှာရတယ်နော်ဟုတ်ကဲ့ ဗျာဟိုတိတရားကလေပုဂ္ဂိုလ်များသောဖြင့်ညီညွတ်တာမဟုတ်ရင်အခြေအနေကိုညီညွတ်တာ ဒါကြီးဘာကပထမပြောလိုက်တယ်မရှင်းလို့ဘာကအဲ့တိတရားကလေများသောဖြင့်ပုဂ္ဂိုလ်ညီညွတ်တာဒါမှမဟုတ် ဒါကြီးပြောကြတာဒီ Gachati ဆိုတဲ့ပုံကလေးကိုပြောတာမဟုတ်လား Gachati ဟုတ်တယ်နော် Gachati အဲ့တုပတိယတိအဲ့တိပုဂ္ဂိုလ် အဲ့လိုမဟုတ်တကြီးဒီသူစုကတိမှာတော့တိဆက်ဖစ်ပေါ့နော်တိပစ္စည်းကလေးဟုတ်တယ်နော်တိပစ္စည်းကလေးသူကဒီစာတိပြောချင်တာကဒီဝိဇ္ဇဝကြကိုပြောပြီးတော့သွားချင်ပြောချင်တာစုကတိဆိုတဲ့တိပုဂ္ဂလေးနဲ့ဆိုင်တာမဟုတ်တကြီးဒီတိဆက်ဖစ်ကလေးနဲ့မဆိုင်ဘူးဟုတ်တယ်နော်ပုဂ္ဂိုလ်ကိုပြောတာအရာဝတ္ထုကိုပြောတာ place ကိုပြောတာတွေဆိုတာတွေကဒီ surface နဲ့မဆိုင်ဘူးမဆိုင်မင်းနဲ့ကျွန်တော်တို့ဘာနဲ့သွားဆိုင်လဲဆိုတော့ဝိဇ္ဇဝကြတွေသွားပြီးတော့ကြည်တာဝိဇ္ဇဝကြောင့်သွားကြည့်တော့ကြတော့စုံတရံနိဗ္ဗာန်ဂච්ඡတိတိဟုတ်တယ်နော်ဂච්ឆတိဒီနေရာမှာစုံတရံနိဗ္ဗာန်ဂච්ឆတိရဲ့ဆိုတော့ဒီကတ္တကိုသွားရှာမယ်တပ်ပါစံဟုတ်တယ်နော်တပ်ပါစံတွေ့နေမယ် so ဂච්ឆတိ he goes နဲ့သွားတာဘယ်ကိုသွားတာလဲဆိုရင်သူ့ရဲ့ဥတီယာကစုံတရံနိဗ္ဗာန်to the excellent နိဗ္ဗာန်နိဗ္ဗာန်ဆိုတဲ့သူဂတိနိဗ္ဗာန်ဆိုတဲ့စုံတရံနိဗ္ဗာန်နိဗ္ဗာန်ဆိုတဲ့အဲ့စုကိုဒီမှာဖွင့်တာကနိဗ္ဗာန်ဆိုတဲ့ကောင်းတဲ့ဟုတ်တယ်နော်ကောင်းတဲ့နေရာကောင်းတဲ့ဥစ္စာကိုသွားတယ်ကောင်းတဲ့နေရာကိုသွားတတ်တဲ့အတွက်အဲ့ဒီဥစ္စာကိုစုဂတိလို့ခေါ်တာအဲ့ဒါဆိုတော့ဒီနေရာမှာသွားတဲ့သူကဘယ်လိုလဲဆိုရင် someone တယောက်လူပုဂ္ဂိုလ်ကသွားတာဟုတ်တယ်နော်လူပုဂ္ဂိုလ်ကသွားတာအဲ့လူပုဂ္ဂိုလ်ကသွားတဲ့အဲ့သွားတဲ့ပုဂ္ဂိုလ်ကိုစုဂတိလို့ခေါ်တာအဲ့ဒါလေးကိုပြောချင်တာဟုတ်တယ်နော်စုဂတိလို့ပြောတာဒါကြောင့်မို့လို့ဒီဝကြအရာဆိုလို့ရှိရင်စွန်ဒရံနိဗ္ဗာန်ဂච්ឆတိဒီစုဂတိအရာဆိုလို့ရှိရင်ပါစံဝိညာဉ်နဲ့လို့စာလေးကအဲ့ဒါကိုပြောတာဘာကြောင့်လို့ပါစံဝိညာဉ်လို့ပြောချင်တာလဲဆိုရင်ဒီ definition ဝကြကိုdefinition ဝကြကိုကြည့်ပြီးတော့စာလို့ပါစံဝိညာဉ်နဲ့လို့ပြောတာဒီပစ္စည်းတွေကြတာဘာတွေကြောင့်မဟုတ်ဘူးတခါကြီးတဲ့လားဒီအဲ့ဆိုတော့စုဂတိ happy destination ဒုက္ခတိ unhappy destination ဆိုတဲ့ဒီ destination တွေကိုပြောတဲ့စုဂတိကိုကြတော့ place ဒါက place ကိုရည်ညွှန်းတာ place ကိုရည်ညွှန်းတာဟုတ်တယ်နော်ဒီပုဒ်တွေအတွက်ကြတော့ကျွန်တော်တို့ definition တစ်မျိုးပြောရမှာဒီပုဒ်တွေအတွက်ကြတော့လေဘယ်လိုပြောမလဲတော့ကျွန်တော်တို့စုဂတိဟုတ်ပြီနော်ဘယ်လိုပြောမလဲတစ်ချက်သွားကြည့်ခြင်းပဲဒီဆလီတို့ဒါပြီးခဲ့တဲ့တစ်ခါတော့ဆလီပြောခဲ့ပြီ place ကိုရင်းညွှန်းနေဆိုရင် where ဆိုတဲ့စကားလုံးလေးပါတယ် it ဟုတ်တယ်နော် it တို့အဲ့ဒီပုံစံမျိုးလေးပါတတ်တယ်ဟုတ်တယ်နော် it ဆိုတဲ့ဥစ္စာလေးပါရမယ် place ကိုရင်းညွှန်းနေဆိုရင်လေဟုတ်ကဲ့ it ဆိုတဲ့ဥစ္စာလေးပါရမယ်ဆိုတော့ပြီးမှဆလီဒါကိုကလို့ဆိုကြည့်ဦးမယ်နော်ဒီမှာတော့ဆလီလိုက်ရှာကြည့်အောင်စုကတိတိသုံးဆရာလေးစုံဒရံနိဗ္ဗာန်နဲ့ဂච්ឆတိစုကတိဆိုတော့ကောင်းမြတ်သောနိဗ္ဗာန်သို့သွားတတ်သောသူလို့ပြောမှာပါဆိုဟုတ်တယ်တက္ကမကြီးဒါကြောင့်မို့လို့အဲ့ဒီဥစ္စာကပါစံကိုရတယ်လို့ပြောချင်တာတက္ကမကြီးသိလားနော်အဲ့ဒါက definition ဝိဇ္ဇူရဟုတ်တယ်ဘတ်သူစုကတိတတတိတဆိုရင်ဒါကဟိုနေငရဲတို့ဟုတ်တယ်လက်ပြီးတို့အဲ့လိုမျိုးတို့နေရာပေါ့နော်နေရာကိုပြောလိုက်တာဟုတ်တယ်တက္ကမကြီးစာတိပြောချင်တဲ့ဆန်ကအဲ့ဒီဟာတက္ကမကြီးသိလားစုဂတိဒုက္ခတိများသောဖြင့် test တွေမှာ discord တွေမှာတက္ကမတို့တွေ့နေတဲ့ဥစ္စာကစုဂတိဒုက္ခတိကိုပြောတဲ့အခါမှာ place ပဲပြောတာစုဂတိဆိုရင်နက်ပြီ6ထက်ဟုတ်တယ်နော်လူဘုံတို့နက်ပြီ6ထက်တို့မြမပြီတွေပါတယ်အဲ့ဒါတွေကိုရည်ညွှန်းတာအဲ့ဒီစုဂတိကဟုတ်တယ်နော်ဒုက္ခတိဆိုလို့ရှိရင်အပယ်၄ပုံပေါ့အဲ့ဒါကိုရည်ညွှန်းတာလေဟုတ်တယ်နော်ဒါကြောင့်မို့လို့စုဂတိဒုက္ခတိသူ့ရဲ့ usage ကတော့များသောအားဖြင့် test တွေမှာပါတာက destination place ကိုပဲပြောတယ်ဟုတ်တယ်နော် place ကိုပဲပြောတဲ့အတွက်အဲ့ဒါကစာရီခုဒီ grammatical rule မှာပါတဲ့ဥစ္စာကတော့စာရီတို့ဘယ်လိုပြောမလဲ
ဒီ grammatical rule မှာပြောတဲ့စုကတိဆိုတဲ့ဥစ္စာလေးကတော့ person ကိုပဲပြောတယ်လို့စာလေးကပြောချင်တာအဓိကနေဘာကြောင့် person ကိုပြောချင်တာလဲဆိုလို့ရှိရင်သူ့ရဲ့ definition ဒီစွန်ဒရန်နိဗ္ဗာန်ဂတ်ချက်ဒီအဲ့ဒီဂတ်ချက်ဒီရဲ့ကဏ္ဍကsomeone တယောက်ဟုတ်တယ်နော် that person ဟုတ်တယ်နော်အဲ့ဒါကိုပြောချင်တာဒါကြောင့်မို့လို့စုကတိဆိုတဲ့ဥစ္စာကိုပြောပါတယ် ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်နေရာပဲဖြစ်ဖြစ်ဒါနောင်ပုတ်တွေဖြစ်တယ်နောင်အနေနဲ့ယူတာပေါ့မင်းတန်းပြောသလို t suffix ကြောင့်နောင်ဖြစ်သွားတာပေါ့ ဟုတ်တယ်တကယ်မအဲ့လိုပြောလို့ရတယ်တခါကြီးကဟိုနောင်ပုတ်လို့မပြောဆိုအဲ့လိုပုံစံမျိုးနောင်ပုတ်ဟုတ်တယ်နောင်ပုတ်ဆိုရင်ကတော့တိဆက်ဖက်ကြောင့်မလို့နောင်ပုတ်တခါကြီးတဲ့လားဟုတ်တယ်တကယ်မပြောတာရှင်းတယ်တိဆက်ဖက်ကြောင့်မလို့နောင်ပုတ်ဖြစ်သွားတာဟုတ်တယ်နော်အဲ့တဆက်ဖက်နဲ့တိဆက်ဖက်အသုံးနှုန်းကတိဆက်ဖက်အသုံးနှုန်းကနောက်ကြပါအောင်မယ်တကယ်မရေးသေးတယ်အားကြောင့်မို့ဆန်လေးကဒီနေရာမှာကြဲကြဲဝန်းမရှင်းပြတာပေါ့နော်တိဆက်ဖက်ကိုတိဆက်ဖက်ကနောက် chapter မှာပါမှာဟုတ်တယ်နော်နောက် chapter မှာပါမှာဖြစ်တဲ့အတွက်အားကြောင့်မို့ဆန်လေးကဒီနေရာမှာအဲ့ဒီဥစ္စာကိုအကုန်လုံးဒီဒေးမရှင်းပြသေးတာဒီနေရာမှာတဆက်ဖက်ကိုပဲဆန်လေးအဓိကပြောချင်တာပေါ့နော်တဆက်ဖက်ရဲ့အသုံးနှုန်းတွေပါတယ်အဲ့ဒါကိုပြောချင်လို့အားကြောင့်တိဆက်ဖက်ကိုနည်းနည်းလေးဟိုလောက်တာဟုတ်တယ်တိဆက်ဖက်ကြောင့်မို့လို့ဒီပုတ်ဒီစုဂတိတို့ဒုဂတိတို့ပုတ်ဒီနောင်ပုတ်ဖြစ်သွားတာနောင်နေပဲတော့မှာ only now ဟုတ်ပြီနော်နောင်နေနေပဲတော့မှာ တိကအဲ့ဒီကိတ်နံထဲမှာပါတာပေါ့နော် ဟုတ်တယ်တခါဟုတ်ကဲ့ဟုတ်တယ် okay ဒါကြောင့် ဟုတ်ကဲ့ ဆရာမကြီး termination team ကို ဆိုရင်တော့ရရှင်းတာဟုတ် ဟုတ်ကဲ့ termination တိမဟုတ်ဘူးတခါကြီး termination တိကဂချက်တိဆိုတဲ့ပုံစံမျိုးဒီမှာတော့စုဂတိဟုတ်တယ်နော်ဂတိအဲ့ဆိုတော့ဒါတို့ဒီမှာတို့ဒီစုဂတိဒုဂတိနောက်မှထားလိုက်အောင်ဂတိဆိုတဲ့ပုံကလေးဂတိဆိုတော့ destination လာရပေါ့ဟုတ်တယ်နော်ဒါတို့ဒီမှာတို့ဒါလူတွေကဆရာတို့ဒါလူတွေအကုန်လုံးဟိုဒီတည်ပြီးဆိုလို့ရင် destination ဘယ်သွားမလဲဆိုတဲ့ဥစ္စာလေးဂတိဆိုတဲ့ဥစ္စာလေးလာရပေါ့ဟုတ်နော်ဟုတ်တယ်နော်လာရပေါ့လူတွေရဲ့သေးပြီးနောက်လာမဲ့ဂတိဟုတ်တယ်နော်ဂတိအဲ့ဂတိကမှဆရာတို့နောက်ထပ်ဘာထပ်ကွဲသွားလဲဆိုတော့စုဂတိဒုဂတိဆိုပြီးထပ်ကွဲသွားတယ်ဟုတ်တယ်နော်ကဲအဲ့ဆိုတော့စုဂတိဒုဂတိတွေနောက်မှထားဂတိဆိုတဲ့ပုံကလေးသွားမယ်ဒီဂတိဆိုတဲ့ပုံကလေးဒီလည်းပဲနောင်ပုတ်ပါပဲဘာကြောင့်နောင်ပုတ်လဲဆိုရင်တရုကံဟုတ်တယ်နော်တရုကံဘာပစ္စည်းနဲ့သွားတာလဲတိပုတ်ကလေးနဲ့သွားတယ်ဟုတ်တယ်နော်ဂမ်တိဟုတ်တယ်နော်ဒီလိုလေးရှိတယ်အဲဆိုတော့ဂမ်တိဆိုတော့တခါတို့ဒီမှာကြည့်ကြည့်လိုက်ဂမ်ရဲ့တိရဲ့တကယ်လို့ဒါအခါတပုတ်ဖြစ်မယ်ဆိုလို့ရှိရင်သရုဂံရဲ့နောက်မှာဗာထည့်ရမှာလဲ conjugation နဲ့ sign လေးထည့်ရမယ်ဟုတ်တယ်နော် conjugation နဲ့ sign လေးထည့်လိုက်လို့ရှိရင်ဒီတိဒီ suffix မဟုတ်တော့ဘူးဗာဖြစ်သွားရင်လဲ we back ဖြစ်သွားတယ်ရှုပ်တယ်နော်နည်းနည်းလေးရှုပ်တယ်နော်ဟုတ်တယ်နော် we back ဖြစ်သွားတယ်ကဲဒီနေရာမှာတော့တိဒီ suffix we back မဟုတ်ဘူးဟုတ်တယ်နော် we back မဟုတ်တဲ့အတွက်ဒီပုတ်ကိုဘယ်လိုပြီးမလဲဂတိဆိုပြီးတော့ပြီးမှာပေါ့ဟုတ်တယ်နော်ရမယ်နော်ကဲအဲ့ဆိုတော့ခုနစလေးပြောချင်တဲ့ဥစ္စာကကံရဲ့နောက်မှာတကယ်လို့suffix ကလေးထည့်လိုက်လို့ရှိရင်ရုပ်ကတစ်မျိုးပြောင်းသွားမှာအဲ့လိုလေးတော့ရှိတယ်ကဲအဲ့ဆိုတော့ဒါကြီးတို့ဒီမှာဆိုရင်သရုကံရဲ့နောက်မှာ conjugation နဲ့ sign ပါမပါလေးတစ်ချက်ကြည့်ကြည့်မယ် conjugation နဲ့ sign ပါတယ်ဆိုလို့ရှိရင်တော့အဲ့ဒါဒီအာချာတပုတ် conjugation နဲ့ sign မပါဘူးဆိုရင်သူ့ရဲ့နောက်မှာရှိနေတဲ့ပုတ်သူ့ရဲ့နောက်မှာရှိနေတဲ့စကားလုံးလေးဒီ suffix ကိုရည်ညွှန်းတယ်ကိတ်ပုတ်ပေါ့မှန်တော့ကိတ်ပုတ်ကိုပြောချင်တာပေါ့ဟုတ်တယ်နော်အဲ့လိုလေးတော့မှတ်ပေးထားမယ်နော် ဆုံးပြီးခြေပြတဲ့ခါကျတော့ဒီခါကကြရင်အဓိပ္ပာယ်နှမျိုးလွယ်ထွက်ကုန်မယ်နော်ဟုတ်တယ်မတဆိုရင်လည်းမန္တကလည်းမတပဲနော်ဟုတ်တယ်တကယ်အဲ့ဒီဥစ္စာတော့နည်းနည်းလေး confuse ဖြစ်စရာရှိတယ်ဒါပေမဲ့စုဂတိတို့ဒုဂတိတို့ဘာလို့ညာတို့ဆိုရင်တော့တကယ်ကြီးထွက်စရာတော့ဒီဘယ်လိုရမှာတော့တိတ်တော့ confuse မဖြစ်ဘူးရဲ့ဟုတ်ပြီနော် okay ကဲအဲ့ဆိုတော့ဂတိရမယ်နော်ဂတိစုဂတိကိုထားလိုက်အောင်နော်စုဂတိပြီးမှစာလေးဒီဝကြမှာပါတဲ့စုဂတိလေးကိုပြီးမှစာလေးရှင်းပြပေးမယ်ရှင်းနိုင်အောင်ထိုးယူပဲဒီနေ့တော့ဒီကနေ့မှာဒီကနေ့တစ်ခုတည်းနေမှာဖြစ်ကဲစုဂတိဒုဂတိရပြီနော်စုဂတိဒုဂတိဆိုတဲ့နေရာမှာ happy destination unhappy destination ဆိုတာ happy state ပေါ့ဇာတ်တို့ပြောချင်တာတော့ဒီမှာ destination ဆိုတာ state လို့ပြောလိုက်ရင်လည်းရပါတယ် happy state unhappy state ဟုတ်ပြီနော် happy state unhappy state ဆိုလို့ရင်ကတော့ဇာတ်တို့ဒီ state ဆိုတဲ့နေရာမှာ place ကိုရည်ညွှန်းတယ် place ကိုရည်ညွှန်းတဲ့အခါကျလို့ရှိရင်ဇာတိပြောပြီးတော့ဇာတိရင်တော့လည်းပြောရတယ် place ကိုရည်ညွှန်းတယ်ဆိုလို့ရှိရင်အဓိကရဏတာရဏနဲ့ဇာတိဝိဂျိုဆိုရတယ်ဟုတ်တယ်နော်အဓိကရဏတာရဏဟုတ်တယ်နော်အဓိကရဏတာရဏဆိုတော့ဘာပုံလေးထည့်ရမလဲ it တို့ယထတို့တထတို့အဲ့ဒီ located case
ပါတဲ့ပုံလေးနဲ့ဝိဇ္ဇူဆိုရတတ်တယ် place ကိုဒါလေးမှတ်ထားပြီပေါ့နော် place ကိုရည်ညွှန်းတယ်ဆိုလို့ရှိရင် located case နဲ့အသုံးပြုထားတဲ့ pronoun ပုံကလေးနဲ့တခါတို့ဒီမှာဝိဇ္ဇူဆိုရတယ်ဟုတ်တယ်နော်အဲဆိုတော့ဒီပုံကိုစာတို့ဘယ်လိုဝိဇ္ဇူဆိုမလဲဆိုရင်ဒီမှာတော့တိပိတံအဆိုပြတာ get chanti ithanti sorry get chanti ithanti စုဂတိgoes that is called စုဂတိဟုတ်တယ်နော်ကောင်းတဲ့လူတွေဒီနေရာမှာတော့ being ဆိုတဲ့နေရာမှာကောင်းတဲ့လူတွေသွားတဲ့ဥစ္စာကောင်းတဲ့တတ္တဝါလူတွေဆိုတဲ့ကောင်းတဲ့တတ္တဝါတွေကုသိုလ်ကံရှိတဲ့တတ္တဝါတွေသွားတဲ့နေရာသည်ဒီနေရာမှာနေရာလို့ပြောတယ်နော်နေရာသည်စုဂတိ gachanti ithati စုဂတိဒါသည် place ကိုရည်ညွှန်းတဲ့နေရာမှာဆိုရင်စာတို့ဒီ located case ပါတယ် pronoun ပုံလေးနဲ့ဝိဇ္ဇူဆိုရတယ်ဝိဇ္ဇူဆိုရတယ်ဟုတ်ပြီနော်ဒါကြောင့်မို့လို့ဒီစုဂတိကဒီ happy state ဆိုတဲ့ဥစ္စာလေးကဒါဝိဇ္ဇူဆိုတဲ့ဥစ္စာတစ်မျိုးဟုတ်ပြီနော် happy state ရမယ်နော်အဲနောက်တစ်ခုဝိဇ္ဇူဆိုလို့ရသေးတယ်ဒါကတော့ထားလိုက်ပါစုဂန္တဘာတိဂတိလို့လဲဒါကတော့ဒီပုံကလေးနည်းနည်းဝိဇ္ဇူဆိုတယ်ဂန္တဘာတိစုဒီနေရာမှာတော့စုတ်ထုဂန္တပါပေါ့နော်စုတ်ထုဂန္တဘာတိ သုံးတရံအစားကိုသုံးတာပေါ့နော် ဟုတ်တယ်တခါကြီးဒီဥစ္စာလေးပဲ get chat ဒီဆိုတဲ့နေရာမှာစတို့ဒီနေရာစုတ်ထုဆိုတဲ့ပုံကလေးထည့်ပေးမှရမယ်နော်စုတ်ထု get chat ဒီစုဂတိကောင်းစွာသွားကြတယ်သွားတဲ့နေရာလေးကိုစတို့စုဂတိနောက်စုတ်ထုဂန္တပါတိနော်စုတ်ထုဂန္တပါတိစုဂတိဒါကကြတော့ကိတ်ပုံနဲ့ဝိဇ္ဇိုဆိုလိုက်တာဂန္တပဒီဥစ္စာကကြတော့ passive voice နဲ့ဆိုလိုက်တယ်နော် passive voice အနေနဲ့ဆိုလိုက်တယ်စုတ်ထုဂန္တပါတိစုဂတိစုတ်ထုကောင်းစွာဂန္တပါရောက်အပ်ဤဒီနေရာမှာကြတော့ဂန္တပါဆိုတော့သွားအပ်ဤနဲ့မသွားတော့ရောက်အပ်ဤအဲ့ဒီပုံစံနဲ့သွားလိုက်တယ်ဟုတ်တယ်နော်တတ္တဝါတွေကောင်းစွာရောက်အပ်တဲ့နေရာရောက်နိုင်တဲ့နေရာသည်စုဂတိအဲ့ဒီအောင်ပြောတယ်ကဲအဲ့ဆိုတော့ဒါစုဂတိရဲ့ဝိဇ္ဇိုပြောချင်တာက place ကိုရည်ညွှန်းတဲ့အခါကြလို့ရှိရင်ဝိဇ္ဇိုကတစ်မျိုးဒါကြောင့်မို့လို့ဒီစုံတရံနိဗ္ဗာန်ဂတ်ချက်တီနေဥစ္စာလေးသည်စရတို့ဒီနေရာမှာ place ကိုရည်ညွှန်းတဲ့ ita ဆိုတဲ့ပုံကလေးမပါဘူးမပါတဲ့အတွက်ဒီ grammatical ရူမှာပါတဲ့စုဂတိသည်ပါစံကိုရည်ညွှန်းတယ်လို့စာလေးပြောချင်တာ place ကိုမရည်ညွှန်းမဲ့နဲ့ဘာကိုရည်ညွှန်းတာလဲပါစံကိုရည်ညွှန်းတယ်စုဂတိ one who goes to the happy state အဲ့ဒီပုံစံမျိုးစာတို့ဘာသာပြန်ရမှာပေါ့နော် one who goes ဟုတ်ပြီနော် one who goes to happy state to a happy state အဲ့ဒါဒီဝါကြ definition ဝါကြရပြောတဲ့အဓိပ္ပာယ် okay ကဲစုဂတိ place ကိုပြောတယ် happy state ဆိုတဲ့ place ကိုပြောရင်ကတော့စာတို့ဒီပုံစံလေးခုကြိုဆိုရမယ်စုတ်ထုဂච්ඡန္တိအထာတိစုဂတိဒါမှမဟုတ်ရင်စုတ်ထုဂန္ဓဘာတိစုဂတိအဲ့ဒါလေးဘာသာပြန်အဲ့ဒါလေးဝိဇ္ဇိုဆိုရလိမ့်မယ်ဝိဇ္ဇိုမတူဘူးရပြီနော်ဝိဇ္ဇိုမတူတဲ့အတွက်အရာကောင်းတွေမတူဘူးပေါ့အဲ့ဒီတုတ်ထုတုံတရံတို့အဲ့ဒီအလုံးလေးတွေကလည်းသိထားမှာဆိုလို့ရအောင်နော်သိထားရမယ်ဆိုတော့သူ prefix ရဲ့အနက်ပေါ့စုကိုစာတို့နေမှာစုဆိုကောင်းတာဆိုတော့ဒါလေးသိထားပြီးတော့တယ်နော်စုဆိုရင်ကောင်းတာလေကောင်းတာဆိုတော့စုကိုစာတို့စုတ်ထုနဲ့ပဲကောင်းပြောပါတယ်စုတ်ထုကောင်းစွာအဲ့ဒီပုံစံမျိုးနဲ့ပြောတယ်စုတခုနဲ့တော့ဘာဝိဇ္ဇိုဆိုလို့မရဘူးဒုက္ခတိဆိုရင်အဲ့တိုင်းပဲဒုက္ခတိကိုဘယ်လိုဝိဇ္ဇိုဆိုမှာဒုတ်ထုပေါ့စုတ်ထုဆိုတော့စုတ်ထုကကောင်းတာဒုဆိုတော့မကောင်းတာဒုတ်ထုဆိုဟုတ်တယ်နော်ဒုတ်ထုနဲ့သွားမှာပေါ့ဟုတ်တယ်နော်ဒုတ်ထုကက်ချန်တိအထာတိဒီပုံစံနဲ့သွားမှာပေါ့ဆရာတို့ဒုထုကက်ချန်တိအထာတိဒုက္ကတိရမယ်နော်ဒါတို့ကဖုံဖုံလက်ချရှိနေသေးတယ်နော်ဟုတ်ပြီနော်နောက်တစ်ခုကကြတော့ဒုတ်ထုနောက်တစ်ခုစုတ်ထုလို့ပုံစံမျိုးဒုတ်ထုဂန္တဘာတိဒုက္ကတိနှစ်ခုဆိုလို့ရတယ်သူကလည်းပဲဟုတ်တယ်နော်စုဂတိရရင်ဒုက္ကတိလည်းရတယ်ဒါဆိုအတူတူပဲစုနဲ့ဒူလေးပဲ꿰သွားတယ်လေโอเคကဲအဲ့ဆိုတော့ဒီကနေ့တော့
ဂတိနဲ့ပဲစာတို့ပြီးကြမယ်နောက်ဝီဂျိုနောက်ပုတ်တွေတော့မပြီးရသေးဘူးဟုတ်တယ်နော်နောက်ပုတ်တွေမပြီးသေးကဲအဲ့ဆိုတော့ခဏလေး1မိနစ်2မိနစ်လေးပေါ့နော်အဲ့ဆိုတော့တုံးကြနေရစာလေးကဒီအချိန်ပြောင်းလိုက်တယ်ဆိုတော့9နာရီပြောင်းလိုက်တယ်ဆိုတော့ကြတော့စာတင်ကြီးကနည်းနည်းလေးပဲရှိတော့ကြတော့ဟိုစာတို့မပြီးမှာဆိုတော့ဆရာလေးလေဒီဒကာကြီးတို့ဒီမှာတို့နောက်တစ်ချိန်နောက်တစ်ရက်ထက်တူးမယ်ပေါ့နော်တစ်ရက်ထက်ယူမယ်ဆိုတော့စာလေးဟိုဒကာမကြီးတို့မြင်းမြင်းခံတဲ့အတိုင်းကြီးတော့ကြတော့ Tuesday နဲ့ Wednesday ဒကာကြီးတို့ဒကာမကြီးတို့ဒါအဆင်ပြေတယ်လို့ပြောတယ်ဟုတ်တယ်နော် Tuesday Tuesday ဆိုရင်စာလေး8နာရီ9နာရီယူလို့ရတယ် Wednesday ဆိုရင်9နာရီကနေ8နာရီယူလို့ရတယ်အဲဆိုတော့ဒါတို့တော့မတို့စာလေး Tuesday ဖြစ်ဖြစ် Wednesday ဖြစ်ဖြစ်တစ်ရက်ထပ်ယူပေးပါမယ်နော်တစ်ရက်ထပ်ယူပေးမယ်အဲဆိုတော့ဒါတို့တော့3ရက်ဖြစ်သွားမှာပေါ့နော်စာလေးလက်ချာဒါတို့တော့3ရက်ဖြစ်သွားလိမ့်မယ် Monday ရယ် Tuesday or Wednesday ပေါ့တခုခုနော်တစ်ရက်ပေါ့ပြီးရင် Friday 3ရက်ဖြစ်သွားလိမ့်မယ်ရမယ်နော် Okayကဲအဲ့ဆိုတော့တောက်ကြံလေးကဒီလောက်လေးပဲပြောလို့ရတယ်ဆိုတော့မပြီးဆိုတော့ဆက်တို့ဒီလောက်လေးပဲရက်ကြမယ်နောက်ရက်ကြမှာဆက်တို့ထပ်တွေးကြတာပေါ့ဟုတ်ပြီနော်ထပ်ပြီးတော့ဒီဥစ္စာပြန်ဆွေးနွေးကြမယ် Okay ပတ်တိုင်းတောက်ကြနေ9နိုင်လားဆရာလေး ဟုတ်တယ်တကမကြီးအပတ်တိုင်းတောက်ကြနေ9နာရီပဲယူလိုက်တော့တကမ ဒီ ကြီး တော့မှဒီနေ့10နိုင်မှဆိုပြီးခုဝင်လိုက်တော့မမီလိုက်ဘူးဖြစ်တော့ ဟုတ်လား sorry တကမကြီး8နာရီဆိုဆာလေးလည်းဟိုဘယ်လိုလဲဆိုဒီကနေ့ကဖုန်းကလက်ချ special လက်ချရှိရဆာလေးလည်းမသိဘူးတကမကြီးနောက်ပိုင်းအခုကြီးညာထားမှသိတော့ကြတော့အဲ့ဒီချိန်ယူသွားယူလို့အဆင်မပြေဘူးတကမတို့လည်း special လက်ချနဲ့ဒါတက်လို့အဆင်ပြေအောင်လုပ်မို့လေနော်အဲဒါကြောင့်မို့ဆာလေးအချိန်ရွှေ့ပေးလိုက်တာ နောက်မှ recording ပဲနားထောင်ရလိုက်မှာ ဟုတ်ကဲ့တကမကြီး Okay ကဲအဲ့ဆိုတော့တောက်ကြံလေးကဇာလို့အဲ့ဆို9နာရီ confirm ဖြစ်သွားရင်နော်9နာရီပဲ နောက်ပိုင်းလာ9နိုင်ပေါ့နော်တောက်ကြနေတာ ဟုတ်ကဲ့တကမကြီးတောက်ကြံလေး9နာရီပဲယူမယ်အဲ့ဆိုတော့နောက်တစ်ရက်တော့ထပ်တိုးမှာပေါ့နော်ထပ်တိုးယူမယ်ဟို Tuesday ဖြစ်ဖြစ် Wednesday ဖြစ်ဖြစ်တစ်ရက်စာလေးထပ်တိုးယူပါမယ်နော် Monday ကတော့ပုံမှန်ပဲ Monday ကတော့ပုံမှန်ပဲတကမကြီးနော် 10နိုင် အဲ့ဆိုတော့စာလေးဗုဒ္ဓဟူးနေ့ပဲယူလိုက်တော့မယ်နော် confirm လုပ်လိုက်မယ်နော်တကမကြီးတို့မြင်မြင်ခိုင်းရင်နော် Wednesday စာလေးတို့ဒါ MA2 အတွက် Wednesday 9နာရီ10နာရီစာတို့ confirm လုပ်လိုက်မယ်နော် 9နိုင်10နိုင်ဆို10နိုင်ဆိုဘုံတစ်ခုနေ့ဆို10နိုင်ဆိုဆရာတော်ရှိရနော် ဟုတ်တယ်ဒါကြောင့်မလို့9နာရီ10နာရီစာလေးရလေနော်9နာရီယူမှာပေါ့တကမကြီးနော်9နာရီကနေ10နာရီပေါ့ 10နိုင်အတိပြီးမှရမယ်ဆရာတော်က ဟုတ်တယ် 10နိုင်လို့တောင်းဝင်တာဆရာတော်ကမလွယ်ဘူးဆရာတော်ဆို ဟုတ်တယ် ပြီးကြသူက ဟုတ်တယ်အဲကြောင့်မလို့Wednesday နော်တကမိုက်တော်မြင်ခိုင်းနော် Wednesday ကိုဇန်လေး MA2 အတွက်9နာရီယူလိုက်မယ်ဟုတ်ပြီနော်9နာရီကနေ10နာရီပေါ့ Okay တောက်ကြနေ့ကလည်း9နာရီနေ10နာရီ Monday ကတော့ခါတိုင်းချိန်လိုပဲ10ခွဲပဲနော်10ခွဲကနေဆိုတော့ဒီကနေ့10နာရီရောက်သွားဆိုအဆင်ပြေတယ်ဒါနော် Okay ပတ်တိုင်းပဲပေါ့နော်ဆရာလေး ဟုတ်တယ်တကမိုက်ဟုတ်ကဲ့ သူရဲ့ဖြစ်တယ် ဟုတ်ပြီနော် Okay ကဲအဲ့ဆိုစတို့ဒီကနေ့ဒီလောက်နဲ့နားကြမယ်တကမိုက်တို့ special lecture ရှိနေသေးတယ်နိနော် ကဲပါဟုတ်တယ်ပါတယ်ခင်ဗျာ စာ